မြန်မာစကားကောင်းတွေနဲ့တခြားစိတ်ဝင်စားစရာအစီအစဉ်တွေကိုအခမဲ့ပြသပေးမှာမို့ On Theory Entertainment Channel ကို Subscribe လုပ်ထားနော်အာစီလိုက်တာကွာအနားကပ်ပြီးအကျဉ်းကြီးပေါ်ရတာကွာမင်းရတယ် ဘာတွေစဉ်းစားလဲယူနေရပြီလို့ အော်ချက်မစဉ်းစားတယ်လို့ကွာဒီဝတ္ထုတွေကလူသက်တရခံဟာဘာဖြစ်လို့တဲလွန်စားတွေကိုခြံထားခဲ့ရလဲဒါစဉ်းစားစရာတကယ်လို့ဒါသူတဲလွန်စားတွေကိုမခြံထားခဲ့ဘူးဆိုလို့ရှိရင်သူ့လူသက်တရခံလို့ဆွဆွဲလို့မရဘူးဒီအမှုကလည်းသူလုံးဝခွင်းလုံးချုပ်ကိုလွတ်သွားမှာဒါကငါစဉ်းစားနေတာသူဘာကြောင့်ခြံထားခဲ့ရတယ်လဲ အာစီကိုကျွန်တော်နည်းနည်းဝေဖန်ရမှာဆိုရင်အာစီကတလွဲသမီးကောင်းတယ်ဘာဖြစ်လို့ အာစီရဲ့ရှင်းနေလေအပြည့်ရှိတဲ့လူအပြည့်ကြောက်လုံးအောင်ပါအခုတော့အာစီကအပြည့်ရှိတဲ့လူကိုလွတ်အောင်စဉ်းစားတယ်ပြီးတော့အာစီနဲ့စုံတော့ပြည်တယ်ဘာဆိုင်လို့လဲအာစီရဲ့ ပလာတာဒီမှာမင်းအုံနောက်သေးသေးလေးနဲ့ငါ့ကိုလာပြီးမဝေဖန်နဲ့ကွာငါရှင်းနေတယောက်ဆိုတာမှန်တယ်အေးဒါပေမဲ့ရှင်းနေဆိုပြီးတော့ဒီတရားဥပဒေဆိုတာကြီးကိုပဲမင်းအောင်ဆောင်လို့မရဘူးကွာဒီစုံထောက်ပညာဆိုတာကိုလေ့လာထားဖို့လိုအပ်တယ်အေးဒီလိုလေ့လာထားမှာဒီတရားခံတယောက်ဟာအပြစ်ကနေလွတ်အောင်ဘယ်လိုရှောင်ထွက်သွားနိုင်တယ်လဲအေးအပြစ်မရှိတဲ့လူကိုအပြစ်ကနေလွတ်အောင်ဘယ်လိုကဲတင်နိုင်မလဲဆိုတာစဉ်းစားနိုင်တယ်တွေးခေါ်နိုင်တယ်ဒါပဲ စဉ်းလဲစဉ်းစားတွေးလဲတွေးခေါ်အာစီရဲ့ဒါပေမဲ့ကိုကရှင်းနေဆိုတော့အမှုလေးပါလေးရအောင်လုပ်ဒါမှတို့ဆရာတွေနဲ့ပဲစားဖို့တောက်ဖို့လည်းရှိတယ်ပြီးတော့အကျွေးတွေဆက်ဖို့ရှိတယ်လေအာစီရရအဲ့အကျွေးကိစ္စလာမပြောနဲ့အဲ့မင်္ဂလာမရှိတဲ့စကားတွေငါလာမပြောနဲ့ မင်္ဂလာပါဆရာ မင်္ဂလာပါကွာ ဟာတမင်္ဂလာမဟုတ်ဘူးတပြက်သရာကြီးဟောကောင်းသူမလားလာသူမကောင်းဆိုတာဒါမျိုးပေါ့ဆရာအနိုင်ယူတဲ့အချိန်ဒီမှာကျွန်တော်အခုလိုလာရတာအားလင်းနာပါတယ်ဆရာကြီးဆရာကလည်းလေးစားပါတယ်ဆရာရဲ့ဆရာရဲ့အချိန်ကိုလည်းလေးစားပါတယ်ဆရာရဲ့ဆရာအကူကြီးလေးလာတောင်းတာပါဆရာ ကိုဝမ်းဝမ်းခင်ဗျအဲ့အကူကြီးဆိုတာမပါဘဲနဲ့ကျုပ်စီကိုမလာတတ်တော့ဘူးလားဟမ် ဟိုဒါအချိန်ကိုငဲ့ကွက်ဆရာကိုအားနာတော့အဖြစ်ကျွန်တော်မောင်ဝမ်းဝဲရဲ့စံတော့ထုတ်ပေါ်ချက်အချက်73ချက်ကိုဆရာကိုကျွန်တော်ဖတ်ပြပါမယ်ဆရာဆရာနှလုံးသားနဲ့ရင်းပြီးနားထောင်ပြပါဆရာ ရေးတာမှတော့ဖတ်တာပြပါလေပေါ့နော် နံပါတ်1အိမ်လာက2လစာနံပါတ်2စံက9ပြီနံပါတ်3မိမစီကန်းသွားပြဖို့ငွေကြီးအနှဲငယ်နံပါတ်4ခလေးဝတ်ဖို့ရာအတွက်အနွေးတွေအင်ကြီးနံပါတ်5အိမ်ကပြည့်နေတဲ့ TV လေးပြင်ဖို့နံပါတ်6ရောက်ကမာကြီးကကြီးတော်ပါတော့ကိုဝမ်းပြောလိုက်ပါလေနော်ခင်ဗျအဲ့ဒီစာတွေကိုကျုပ်ကိုဖတ်ပြနေတဲ့အစားလွတ်တော်အမတ်တယောက်စီကိုပေးလိုက်ပါလားပြီးရင်လွတ်တော်မှာဖတ်ခိုင်းလိုက်အဲ့ဒါပုံပြီးအဆင်ပြေသွားလိမ့်မယ်နော် ဆရာရဲ့ဆရာကိုလည်းအားနာပါလေဆရာရဲ့ဆ
ရာကိုလည်းလေးစားပါတယ်ဆရာရဲ့အချိန်တွေလည်းလေးစားပါတယ်ဆရာရဲ့ကျွန်တော်တကယ်အကူကြီးလိုတောင်းမိတာပါဆရာရဲ့ အော်ကိုရောကခင်ဗျအဲ့တောင်းတဲ့အကျင့်ခင်ဗျမဖြောင်းနိုင်သေးဘူးလားဗျဟမ်ရှေ့ဘက်ဈေးတုန်းကလည်းလေခင်ဗျအမှုသေးစီကအဲ့ပတ်စံတွေတောင်းလို့ခင်ဗျအလုတ်ကပြုတ်လာတာလေဒါတော့မမှတ်သေးဘူးလားခင်ဗျ ငယ်ပါဆိုတာဖြတ်ခတ်ပါလေဆရာဟမ်ဟာဟိုငယ်ရပါတဲ့အကျင့်ဆိုတာဖြောက်ဝခတ်တယ်လို့ပြောတာပါဆရာရဲ့ ကဲထားလိုက်တော့နော်တခုလို့ရှိတယ်ဗျာနော်ခင်ဗျားကိုကြည့်ရတယ်စိတ်တော့မကောင်းဘူးအေးဒါပေမဲ့ခင်ဗျားလိုအပ်ချက်တွေကိုအားလုံးဖြည့်ဆည်းပေးနိုင်ဖို့ဆိုတာတော့မဖြစ်နိုင်ဘူးဗျာဘာဖြစ်လို့လဲဆိုတော့ကျုပ်ကတန်းကျွေတတိတယောက်လည်းမဟုတ်ဘူးခရိုဒီတယောက်လည်းမဟုတ်ဘူးအဲ့ဒါကြောင့်ကျုပ်မှရှိတာလည်းပူညီပြရစီနော်ခင်ဗျားဒါတော့နားလည်းပေးလိုက်ဟုတ်ပြီလား အာစီမနက် อ๋อမနေ့ကိစ္စမနေ့ကျမှရှင်းမယ်ရောက်ငါမျိုးလုံးကြီးရဲနေခဏနေရဲနေကြတယ် ဆရာရဲ့ဆရာကိုလည်းအားနာပါတယ်ဆရာကိုလည်းလေးစားပါတယ် ရတယ် ဆရာရဲ့အချိန်ကိုလည်းလေးစားပါတယ်ဆရာရဲ့ ဟာ ကျွန်တော်ပြန်မပြောအောင်လို့ဆရာ ဟုတ်ပါပြီ စားတယ်မရှိကူညီတရားရှိတယ်ဒါမျိုးကူညီလိုက်တာမှလေမနှက်စာပါမကြအောင်ကူညီလိုက်တယ်နော် ဒါတော့ကွာ तू တကယ်ဒုက္ခရောက်နေတာဟိုတကယ်လိုအပ်နေတာကိုကြီးလိုက်တာကောင်းပါလားကွာဟာဒီမိန်းမတော့ကွာနေ့လေးဆက်ညလေးဆက်နဲ့တော်တော်အာရုံနောက်လာပြန်ပြီးမပြော ဟယ်လိုအမအော်ဟုတ်ကဲ့ပါဟောကျွန်တော်အာစီကိုချောင်းပြလိုက်ပါမယ်နော်ဟုတ်ကျေးဇူးပါပဲဟုတ် ဟာလေ အာစီစထားတဲ့ဇလန်းကတော့လေတော်တော်ရှင်းရခတ်နေပြီနော် ဟာဒီမိန်းမကွာဟိုလေးရတယ်အမြဲတမ်းငါ့ကိုဒုက္ခပေးတယ်ငါပီအောင်နဲ့တတ်နေရတာမသိဘူး ပေးဟန်ဆက်ပြီးပါပြီ။နောက်ပြီးအနီးတစ်စင်းရပြီဆက်ပြီးပြီ။တော့ဆက်ပြီးပြီအများကြီးပါလား မလီမမရဲ့ကျေးဇူးတင်လိုက်တာနော်အန်တီကျူအစုံးလို့ထင်ထားတဲ့ဟာရမမရအောင်ကောက်လာခိုင်းတယ် ။အနီးကျူရဲ့ငွေချီးစားရဲဆိုတာအတိုးလိုချင်လို့လေဟုတ်တယ်ဟုတ်။သူတို့ယူရောယူထားပြီးသွားလို့ရှင်တရားတန်ကြီးတော့ပြန်ပေးရမှာပေါ့။ပြီးတော့ရအောင်တောင်းအောင်မမတို့တောင်းရမယ်လေ မမလေလောက်တာကိုင်းတာပြတ်သားတဲ့လောက်လေစကားပြောရတယ်အရန်ကောင်းတာအန်တီကျူအလုံးနဲ့မမနဲ့တော့ကွက်ကြည့်လဲနော် ။အနီးကျူကမမတို့ပေါ်မှာကျေးဇူးတွေအများကြီးရှိပါတယ်။ဟိုမမေအလင်ခံတော့ကလည်းအနီးကျူကအများကြီးကူညီပေးခဲ့တယ်လေ။အဲ့တော့မမအနီးကျူကိုအကောင်းဆုံးကျေးဇူးဆက်မယ်ဟုတ်ပြီလားနော်။ အန်တီကျူလာမလေမမကိုဒီလားစာတိုးပေးမလို့ ဟဲ့တကယ် တကယ်ပေါ့တကယ် ဘာရဲ့ချက်ကောင်းတာပဲကြောက်လိုက်အော်ဒါနဲ့ဟိုလေတမီးအကျွေးစင်းအောင်လေပြန်ပြန်ကြည့်တဲ့ခါကျတော့လေဦးဆွေဆွဲလူကြီးอ่ะနော်ဟိုအရင်မဆက်တဲ့ပြင်အတိုးမပေးအောင်6လောက်လောက်ရှိနေပြီနော် အမလီအန်တီကျူစိတ်နေတဲ့ထဲမှာအဲ့ဒီအိုးဆွေကထိတ်ဆုံးကပါတယ်ဒီမှာ तू ကလေအကျွေးတာမဆက်တာမာဆက်ကိုလေနေတိုင်းသွားတယ်မဆက်ချလို့မဆက်တာ तू ကမရှိလို့မဟုတ်ဘူးမာဆက်ကတော့တကောင်စီရွှေ့ထားတာမသိ ဟုတ်လား ဟုတ်တယ် အဲ့လိုမျိုးညစ်တဲ့လူစီကတော့မရရအောင်တောင်းရမယ်စိတ်ချတမီးမရရအောင်တောင်းရမယ်โอเค တကယ်အမလီမမသွားမှာပဲလေကြောက်ခဲရေပေါ်တော့မှာပဲမမရဲ့ကျေးဇူးတင်လိုက်တာမမရဲ့နော်နော် ဟုတ်တမီးမလည်းပြန်မရရအောင်တောင်းပေးမယ် โอเค အဲ့တမီးပေါ်ရမယ်နော် ထမင်းစားတော့လေမမရဲ့ မစားတော့ပြန်တော့မယ်နော် အေးကျေးဇူးတင်နော်သမီးလေးလား အော် ဖြည်းဖြည်းသွားအောင်နော် စား ချစ်ချာကိုကြီးတွေ့နေတာကိုတရားညမလေးလား ဟုတ်ကဲ့ရှင် ဟုတ်တယ်ဘာလို့လဲပြော ပကြံ ပတ်ကြံဟုတ်ဘာပတ်ကြံလဲ ဟိုလေဟိုကိုကြီးကအနီတူရှယ်ယူထားတဲ့ပကြံလေမဆက်ရသေးတာ၄တောင်အတိုးက12000အလုံးမ9200ပါရှင် အော်အန်တီကျူဆက်ယူထားတဲ့ပတ်စံကိုလာတော့ ဟုတ် လား ကဲ့ရှင် ဟိုတောင်းနေတောင်းနေညီမလေးအန်တီကျူကိုလည်းလာတော့မှာမဟုတ်ဘူးလားဟိုညီမလေးကဘလို့ဖတ်တယ်လို့လာတောင်းနေရတာ ဦးလေးမရစ်ပါနဲ့ဦးလေးကြောင့်ကျမအကုန်သိပြီနော်ဦးလေးရဲ့ KTV နဲ့မာဆက်ကိုတကောင်စင်းအောင်ရွှေ့ထားရလို့ဒီပတ်စံ4-5တောင်းလောက်ကဦးလေးအတွက်ကောင်းမလေးတစ်ယောက်ကိုမဟုတ်ပေးစားတော့မရှိပါဘူး ညီမလေးပြောတာတော့ဟုတ်တယ်ညီမလေးရဲ့ဟိုဒါပေမဲ့ကိုကြီးအန်တီကျူစီကပတ်စံကိုချီးစားတယ်ဆိုတာဟိုအန်တီကျူနဲ့ကိုကြီးနဲ့နှစ်ယောက်ကြားတန်အောင်တဲ့နှောင်ကြိုးလေးကိုမပြတ်စေချင်လို့လေတကယ်လို့ညီမလေးကိုပြန်ဆက်လိုက်ရင်ကိုကြီးတို့နှစ်ယောက်တောင်းနေပြတ်သွားမှာပေါ့ ခင်ဗျားရဲ့အတိတ်ပဲမရှိတဲ့စကားတွေမပြောနဲ့နော်ပေးမှလားမပေးဘူးလားကောင်းကောင်းမို့တောင်းရင်နော် ဒီလိုလေးတန်းတွင်းနဲ့ကြွေးတောင်းလို့မရဘူးလေညီမလေးမ
မင်းကစစ်တူရတော်တော်မေတော့ကဲကဲဖြစ်နေတော့လေတန်းလေးနည်းနည်းလေးလျှော့ အဲ့လေတန်းနဲ့တောင်းလို့မရတယ်ဒါနဲ့တောင်းလို့ဒီလက်သီးကိုအထင်သေးနေနော်ဒီလက်သီးကြောင့်အကျွေးတောင်းလို့မရတဲ့သူတွေသွားကြိုးသွားတဲ့သူက3ယောက်နှာခေါင်းရွယ်သွားတဲ့သူက4ယောက်မေးရုံပြုတ်သွားတာ9ယောက်နော်အော်ကြိုက်တယ်အရွေးကြည့်တယ် လေဟောင်းမကြိုက်ပါဘူးဒီမှာလေထိုင်မလို့အခုနေနေမှာလေကျွေးဆိုတာယူပြီးပြန်ဆန့်မယ်ဆိုတော့ကိုကြီးကသိပြီးသားဒါပေမဲ့အဲ့အကျွေးကိုကိုကြီးဆက်တောင်းအဲ့တော့ကိုကြီးအန်တီကျူဆက်ယူစားတဲ့ပတ်စံကိုလေကိုကြီးရက်ွက်ထမှာကိုလူမျိုးသွေးကိုတိုးဝဲဆိုတာရှိတယ်သူကကိုကြီးချက်ပြန်ယူပါတာအဲ့ဒါတောင်းရင်ကိုတိုးဝဲစီကိုဒီမှာကျသွားယူပါပါကိုကြီးကလွတ်လိုက်တယ်လို့ပြောလိုက်ပါချင်း မပြောဘူးနော်မပြောဘူးဒီမှာအကျိုးရဲ့အကျွေးစင်းထဲမှာခမားကြီးရဲ့နာမည်ရှိတယ်အဲ့တော့ခမားကြီးပဲပေးရမယ်ပေးမှတော့မပေးဘူးလားခမားကြီးတို့ပြဿနာကောက်ကိုရှင်းတော့ဟိုကလည်းပတ်စံခုပဲဟုတ်ပါဒါလည်းဘယ်လိုလေးမလဲပေးရမှာပေါ့ပေးမှာကျွေးဆိုတာပြန်တော့ပေးလို့ပေးရပေး9000ဟုတ်ပဲဒီတော့ယူရဟမ်ပေးတော့ပြန်ပေးတယ်လားပေးရပြီမလေးပတ်စံယူပြီးသွားရင်လေဟိုညီမလေးရဲ့စာအုပ်တော်ကြီးကကိုဆွေဆိုတဲ့ကိုကြီးနာမည်ဖယ်ပေးလိုက်တော့နော်ခဏလေးပတ်စံရရှိတဲ့အကြောင်းကိုယူလက်မှတ်ထိုးပြီးတော့နော်ညီမလေးနော်မရှင်းနဲ့လက်မှတ်တော့ထိုးမှာပေါ့ဒါနဲ့ပဲထိုးခါစတာပါညီမလေးရှက်ဖို့တော့တော်ရှာရှည်ရဲ့လူဟုတ်ပါလေငါလည်းငါပတ်စံလို့မပြောပါဘူးဟုတ်ပါဘူးကိုင်းနာလားအားနာလို့ပါကျေးဇူးပဲနော်ဟုတ်ကြရတယ်ဟိုနောက်ဆိုရင်လေအဲ့လိုပတ်စံနေနဲ့လူပြတ်တဲ့နေရာသွားမယ်ဆိုရင်အဖော်လေးပါလေးခေါ်လာပေါ့လူမှန်မှန်သိရင်တော့အဖော်ခေါ်လာတာပေါ့ဩလူမဲ့လူကငါလူလို့မယ်လို့ပြောပြီးလူမလားဟာဘာဖြစ်ပါကျေးဇူးတင်ပါတယ်ဟိုတကယ်လို့ရှင်းသားမကူညီနေကျမပတ်စံနေစိုက်ပြီးရော်ရတော့မှာပတ်စံစိုက်ပြီးရော်ရတဲ့တတိယကျမကိုအထင်သေးတော့ကျမလုံးဝလက်မခံနိုင်ဘူးဟိုလေကျေးဇူးတင်တဲ့အနေနဲ့ကော်ဖီတိုက်မယ်လိုက်တော့မှာဖြစ်တင်ပါလေဒါဖြစ်တင်တယ်အဲ့တော့မယ်လေတော်ဒီຢာကလေးမိတ်ဆက်ကောင်းနေတယ်ကော်ဖီတောက်ဖို့တော့မင်းတော့အေးသွားအောင်ကျွန်တော်လေးအခုလည်းမမနဲ့စုံခွင့်ရတာဒါနဲ့ဝမ်းသာပါလေဒီနေ့တော့ကျွန်တော်တို့အမှတ်တရဖြစ်တာလာတာပြောဟလိုပါစီဘယ်ရောက်နေရလဲမီတာဆောင်းမှာဒီနေ့နောက်ဆုံးလေကျွန်တော်မှလည်းပတ်စံတပြားမှမရှိဘူးမတတဲရလဲလေကျွန်တော်ဘာမှမစားသေးဘူးဗျဩအလှကုန်ကုမ္ပဏီကအမှုအပ်ထားတဲ့ကိစ္စလားအေးကွာအဲ့အမှုက300တော့တောင်းထားတယ်ပေါ့နော်အဲ့တော့မစင်းရငွေ350လောက်တော့မင်းလက်မှတ်ထိုးပြီးယူထားလိုက်ပေါ့ဟုတ်တယ်မလားဟုတ်စီဘာလို့ရောက်ပြောနေရလဲ350ပဲပြောနေကျွန်တော်မှလေငွေ90တော့မရှိဘူးအခုနေစီရိုနာဟိုတယ်ကြီးကိုလေငွေ100နဲ့ရောင်းမသွင်းတော့ကျွန်တော်မဝင်နိုင်ဘူးဗျဩအေးပေါ့ဟုတ်တယ်အဲ့ဒါလည်းမှန်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအလှကုန်ကိစ္စနဲ့ပတ်သက်ပြီးတော့ကွာသူတို့ငါ့ကိုအမှုအပ်ထားတဲ့နေရာမှာသူတို့ကအဲ့ဒီအလှကုန်တွေကိုတဲ့တခြားလူတွေကအထူးလောက်ပြီးတော့ထုတ်ပြောင်းနေတယ်တဲ့အဲ့အမှုကိစ္စနဲ့ပတ်သက်ပြီးငါ့ကိုစုံစမ်းထောက်လှမ်းပြီးဖို့ငါ့ကိုအမှုအပ်ထားတယ်အဲ့ဒီအမှုကတော့ကွာ350လောက်ပဲယူလိုက်ပါအဲ့ဒီအမှုလောက်ကတော့ငါစုံစမ်းလိုက်ရင်တော့တိတ်မကြပါဘူးခဏတည်းပေါ့ဟုတ်တယ်မလားဟုတ်ရခဏတည်းမင်းငါဖုန်းပြန်ဆက်မယ်လို့တော့မင်းပြောလိုက်နော်ဘာဖြစ်လို့လဲဆိုတော့မင်းငါဒါရမ်းလုပ်လို့တော့မရဘူးဟုတ်လားနော်အာစီခေါက်မြန်ခေါက်သွားပြီအာစီဟာဘယ်အမှုမှလည်းလာမဘသူမှလည်းပတ်စံလာမပေးဘူးကျွန်တော်လည်းအခုချိန်ထိဘာမှမစားသေးဘူးအာစီရဲ့အေးပေါ့လောက်အောင်ပါကွာနော်အဲ့ဒါပဲမမမနေ့ဆိုရင်လေအဲ့ဒီအလုပ်အမဲ့လူတွေကရုံးငန်းကြီးမှာတန်းစီနေတာတကယ်ကိုခေါင်းရှုပ်เสียပါကွာဟုတ်ဒါခေါင်းရှုပ်เสียမှာမဟုတ်တာပတ်စံရအဲ့လိုများလာတယ်နော်
အဲ့ဒါကြောင့်အာစီကတပည့်ယူအကြီးကြီးလွတ်နေတာဟုတ်အာစီဘယ်စီကလည်းအောင်ဝဲခံနေရလဲအာစီတပည့်ယူလည်းမမေ့နိုင်ဘူးနော်စားတရားလေးပါလေးလည်းဝဲခဲ့ဝတ်သားပေါက်စီလေးနှလုံးလောက်ဆိုတော့ပါပြီအာစီရဲ့ ဟမ်အော်အိမ်မှာမွေးထားတဲ့ခွေးလေးကဝတ်သားပေါက်စီစားခြင်းလေဟာ အော်ဝတ်သားပါစင်လုံးပါဆက် ဟုတ်ပြီရတယ်လေရတယ်ဝယ်ခဲ့မနော်အေးလာမလားရ စားအပြောခံလဲတက်နေဗျာ အော်ခုနပေါက်စီမှာလိုက်ပြီနဲ့တူကိုကိုမှမှာပေါ့ အော်ရရဲ့မမခွေးချစ်တတ်တယ်အားကြောင့်မလို့ခွေးချစ်သူချင်းချင်းမလို့ဝယ်ပေးတာနော်အန်ဒီကျူရဲ့ဒီနေ့ကြောက်ခဲရေပေါ်လာပြီ ဘာကြောက်ခဲရေပေါ်လာတော့တပည့်ရဲ့ အန်ဒီကျူတောင်းလို့မရဘူးဆယ်ပတ်ဆက်လေဥဆွေရှိရတယ်တမီးရအောင်တောင်းခဲ့တယ်တော့ဒါတော်ရင်ရော9200 ငါသမီးလေးကတိတ်တော်တာပဲဒီစက်ရအောင်ကြောက်လာတာအမလီငါသမီးလေးကိုပေါက်စုပေးရမယ်ဒီနေ့ကြောက်ခဲရေပေါ်ပတ်ဆန်ဆိုဒီနေ့3 4 5 6 9 10 90ရော့တတား အန်ဒီကျူပြောပြအောင်မသိလားဒီပတ်စံတောင်းရင်းနဲ့လေဒီပတ်စံကိုလူစိုးတွေဝင်လူကြသေးတယ် အဲ့ဒါသမီးကအခုဒီပတ်ဆန်ကိုဘယ်လိုရအောင်ပြန်လုပ်ခဲ့လဲ အဲဝင်လူတဲ့လူစိုးတွေကိုလေကိုကောင်းဆိုရကိုရရောက်လာဝင်ချလိုက်တဲ့ခါကျဒီပတ်စံနေပြန်ရလာ အမလီဖယားဗျာကန့်ကြီးပြီလို့ဒါနဲ့သမီးလေးရောဖြစ်သွားသေးတယ်ဟဲ့လောင်းမထိုင်ကြနောက်နေ့ကျရင်မမအကျွေးတော့ရင်နေဖော်လိုက်တော့လား အားတော့မလိုက်ချင်ပါဘူးဗျာ ဟဲ့ဘာလို့နိုင်ချင်မှာလဲမိန်းကလေးတယောက်ရဲ့အကျွေးတော့ယောက်ျားလေးတယောက်ကတော့ကောင်းတာဗောဟဲ့ မင်းကလေး အေးလေ သူ့ပုံလဲကြည့်အောင်ဝေးထားစားရတာမင်းကလေးဒါပေမဲ့စိတ်ကမင်းကလေးတွေဇမ်းမှမရှိဘူးဒီမှာလွယ်ထဲမှာလည်းကြည့်အောင်လက်ဝဲအိမ်နဲ့ကျွန်တော်တော့နားမခဲ့ရဘူး နေဟာလေအဲ့လိုခိုင်းပြီဆိုလို့ရှိရင်အကြောင်းအမျိုးမျိုးကြာရင်ငါ့ကိုညင်းတော့တာပဲဒီနေ့တော့မမအကျွေးတော့လေမပတ်စံအလူခံလို့ဘသူဝင်ခဲ့တာဘသူ တော့ကောင်းခန့် အေးအဲ့တော်ကောင်းခန့်ဆိုလို့ဝင်ခဲ့လို့ဟဲ့မမနေစမ်းမအောင်အဲ့ဒီတော်ကောင်းခန့်ဆိုနာမည်ကိုအန်တီကျူကြားဘူးလို့ပဲနော် ကြားဘူးမှာပေါ့ကျွေးအောင်စင်းနေရလူလေဥဆွေပြီးရင်ဒုတိယတောင်းလို့မရဆိုတာသူ့ပဲကြောက်ခဲကိုရင်ညစ်ကဆိုပဲလုံးဝတောင်းလို့မရဖမ်းလို့လည်းလုံးဝမမိဘူးတော်စိတ်ပြက်စရာကောင်းတဲ့လူလေ အဲသူတော်ကောင်းတယ်နော်အကျွေးရွယ်လူတယ်နာမည်ချင်းလာတူနေနော်မမ ပါ တော်လေး ဟေး အိုင်နေပြီရေသွားချိုးတော့ညနေရှိုးပဲလိမ့်ရအောင် ဒါပဲနော်တနေ့ရှိုးပွဲကိုလက်ရတာနဲ့ဘောလုံးပွဲကိုလက်ရတာနဲ့ဘာမှအားကိုလို့မရဘူးတခါလေယောက်ျားလေးတယောက်ရှိရယ်လက်ကားမမကြီးဟိုနောက်နေ့အကျွေးတော့တောင်းရင်သူ့ကိုဖော်ခေါ်သွားရင်လည်းအကျွေးဘယ်လိုတောင်းရဆိုတာသင်ပေးပါသမီးရယ်နော်အဲ့ဒါမှလေနောက်နေ့မမအားလို့ရှိရင်သူ့ကိုခိုင်းလို့ရမှာသမီးရယ် အမသမီးတင်ပေးပါမယ် အော်မမပြပြန်နားလိုက်တော့လေ ဟာမနာဘူးအန်ဒီကျူခုနကတော့ကောင်းခန့်အကြောင်းပြောလိုက်တာနဲ့ဟိုလူရုံမှာတော့ကောင်းခန့်အကြောင်းတတိယပြီသူ့ရှေ့လှမ်းပြီးကျွေးတောင်းပါမယ် အော်အေးတောင်းအန်ဒီကျဆက်တော့တိတ်လာမယ်နော် ဒီလိုပဲဒီလိုပဲ ကဲပေါက်စီကြိတ်တဲ့ခွေးလေးစားဝါနာစား ဒါဆိုရင်တို့ကိုစုံတော့ကြီးကမမဆိုတဲ့မိန်းကလေးရဲ့ကယ်တင်ရှင်ဖြစ်လာတာဗော ဒီအောင်ငါတို့နှစ်ယောက်စကားပြောနေတာ哦မသိတဲ့လူတွေကဘေးကကြီးလိုက်မယ်ဆိုလို့ရှိရင်တပီးသားနှစ်ယောက်စကားပြောနေတဲ့အတိုင်းပဲ အာစီအဲ့မမဆိုတဲ့မိန်းကလေးကလေရုပ်ရည်ရောလှရစိတ်နေစိတ်ထားဘလို့နေအာစီရဲ့စုံတော့ပြင်လာနဲ့အကဲမခတ်ခဲ့ဘူး ဟာဟျာစိတ်ထားလေးကအရန်ဖြူစင်နေရုပ်ရည်ဆိုဘာမှပြောစရာမလိုဘူးဗျရီလိုက်ရင်တစ်ချိန်လေးနဲ့ကွာအရန်ချစ်ဖို့ကောင်းတယ်အေးဒါမဲ့ကွာ तू စကားပြောရင်တော့ယောက်ျားနေနဲ့ဆန်တယ်အေးဒါမဲ့နော်အရန်အလိုက်သိတာနော်ခွေးလေးတွေဒီမှာပေါက်စီဝဲမယ်လို့ဖုံးတော်မချသေးဘူးကွာချက်ချင်းကိုပြေးဝဲလာतू ကခွေးအရန်ချစ်တတ်လို့ပါတဲ့နော်အဲ့ခွေးလေးတွေ तू ပေါက်စီဝဲကျွေးပြရစေဆိုပြီးတော့ तू ပြဿနာကိုရှင်းသွားတာကွာအရန်အလိုက်သိတတ်တာစာနာသနာတတ်တယ် ပြောနော်ပေါက်စီစားလို့ရတော့လေအပြောခံနိုင်တယ်ကောင်းအောင်စားမှာဇာဟောဟာဒီမိမဖုံးဆိုင်ပြန်ပြီကွာကြည်နူးခဲ့ရလေးတော့ဘယ်တော့မှမသိဘူးဟေးဟေ့ဒီတခါတော့ငါဇရာလုံးကအငြိမခံနိုင်ဘူးဟေ့အပြက်ကိုပြောပြမှာ အေးပါကိုယ်တလန်ကိုရှင်းနိုင်ပြီးတာပဲ ရုံဖုံးဝင်ငါဖုံးမကိုင်း အေးမင်းစောင့်ကြည့်လိုက်အေးနင်းတော်အားနေလားအေးနင်းအားနေလို့ရှိရင်နာရေးကူညီမှုအသင်းမှာလောက်အားသွားပေးပါလားငါစီကိုကပြောတော့ဖုန်းခဏဆက်နေရတယ် ဒီမှာရှင်အပိုတွေပြောနေတယ်ရှင်ကျမအကျိုးကိုဘယ်တော့ပေးမှာဟိုနေ့ရှုလိုက်ဒီနေ့ရှုလိုက်နေတော့ရှင်ကဂတိဖြစ်တာတော်များနေပြီနော် ဒီမှာငါပတ်စံချီထားတာအန်တီကျူစီကချီထားတာလေဒီမှာမှငါ့ကိုအဲ့လိုတွေပြောစရာမလိုဘူးအေးပတ်စံပေးခြင်းပြီးရင်ငါအန်တီကျူကိုပေးမယ်ပြောချင်းပြောရင်လည်းအန်တီကျူပြောတာပဲငါခံမယ်နော်ဒီမှာမင်းအကြောင်းငါမသိဘူးများအောက်ပေးနေတာ
မင်းကအကျွေးရစရာရှိရလေးတွေကိုအကြောင်းပြပြီးတော့မင်းငါအတန်ကိုကြားချင်လို့ဖိုးခဏခဏဆက်နေရမလားငါသိရနော် ပြောပြလိုက်တာ ဒါမျိုးတော့လာမလို့နဲ့ဘောမကမလေး sorry ပဲမင်းအတွက်ငါစလုံးသားမှာနေရာလုံးဝမရှိဘူးဘောပေါက်တယ်နော် ဒီမှာရှင်ယူကြောင်မှုကြောင့်လည်းရှောက်ပြောမိနေနော်ရှင်ငွေချီတော့ချီပြီးတော့ပြန်မဆက်တတ်ဘူးလားရှင်ကလေစားပြီးနားမနေလုပ်တဲ့လူပဲကျမအန်ဒီကျူကအကျွေးတောင်းဖို့ခံလာတာကျမအကျွေးမရရအောင်တောင်းပါပဲပေါက်တယ်နော် အော်မောမင်းကငါ့ကိုစားပြီးနားမလဲလို့ပြောအောင်မင်းကငါဘာလုပ်မိလို့လဲဒီမှာမင်းအတန်ကိုပဲငါကြားဘူးလားနော်မင်းရုပ်ကလေးငါမြင်ဘူးတာမဟုတ်ဘူးအဲ့တော့မင်းဘာမှစိတ်ကူးတွေရှင်းမနေနဲ့အေးဒီဘွားမှာတော့နှမလေးလက်လျှော့ပြီးတာလေးလေးတော့နော် လက်မလျှော့ဘူးဘယ်တော့မှလက်မလျှော့ဘူးကျမအကျွေးကိုမရရအောင်တောင်းပါမယ်ဒီလောက်ကောင်လုံးမှာအကျွေးမဆန်ရှင်ကျမအကြောင်းသိမယ်နော်ဒါပဲဘာပြောလိုက်တာလိုဟာလမ်းဒီ ငါရဲ့စကားတန်တွေကြားပြီးတော့သူ့ရဲ့ပောက်ကွဲမှုတွေကပြင်းထန်သွားပြီတတိတို့ထားမယ် အာစီရဲ့ဇလန်ကလေအထွတ်တိတ်ကိုရောက်တော့မှာဗျ ဟဲ့ငါအတိတ်ကိုလည်းပြန်မလို့ဘူးနော်အေးအနာဂတ်ကိုလည်းငါမစင်းစားဘူးအေးငါစဉ်းစားတာကလက်ရှိပြစ္ဆုတ်ပံမှာငါမမလေးနဲ့တွေ့ကြုံခဲ့တဲ့အကြောင်းလေးတွေကိုစဉ်းစားပြီးတော့ငါကြည်နူးလိုက်အောင်ပဲပါ စဉ်းစားပါအာစီစဉ်းစားပါပတ်ဆိုင်ရမယ်နီးလေးလေးပါလေးလဲစဉ်းစားအောင်နော်အာစီနော် ဟဲ့ဒီနေ့အတွက်မင်းကပေါက်စီနှလုံးကျွေးထားပြီလေချွေတာစား ဒီနေ့ကိုဒီပေါက်တင်နှလုံးဟာမလေးဟိုတနက်ရှော့စားခိုင်းတဲ့လူတွေပို့ဆိုးမလေးဝိဒါသားမယ်ကိုချစ်တဲ့လူတွေပါထပ်ပေါ်လာတော့ ဟဲ့ ပြောနေတယ်ဒီမှာနောက်ပါဟဲ့ကိုကောင်မင်္ဂလာပါရှင် ဟုတ်မမနင်ပြောစရာရည်ဆိုရင်လည်းငါသွားတော့မယ်ဒါပေမဲ့ဒုံလေးမင်းငါလိုက်တယ်ပြောနော် ဟဲ့နင်ကလင်ခိုင်းတာလား မဟုတ်ပါဘူးကွာငါချိန်တာရှိလို့ငါနင်းအတွက်လေးကိုမဟုတ်လိုက်ရနော် ပြရနင်စကားနေမယ်နော်သွားအဲ့ဒါမမလှုပ်ရှင်တူလေးလေသူ့အလုပ်တင်မရတင်မဲလို့မရအခုကြည့်အလုပ်ကိုခေါ်သွားမို့ဟောလမ်းတော့မှလစ်သွားပြီ အခုမှပဲအလုံးကြီးကြပါတယ်ဗျာ ဘာလုံး အော်ဟိုအပူလုံးပြောတာပါအော်မမဟိုတခုခုလိုက်စားပါလားဒီနေ့ကျွန်တော်ရွေးပါမယ် ဟိုလေမာဒီနေ့အရန်လုံများနေတဲ့နေ့ဆိုလေလိုက်လို့မဖြစ်တော့နောက်နေ့မှလိုက်ကြွေးလေနော်အဲ့ဆိုသွားရမယ်နော် ဟုတ်ပြီ ဒီမှာမင်းစိတ်ကြောက်ကြရဲ့ဖြစ်တယ်ငါစီဖုန်းမဆက်နဲ့တော့မင်းကြောင့်လည်းငါသားရနေတဲ့စိတ်ကူးလေးတွေပြက်စီးသွားပြီကွာ ဒီမှာရှင်ကျမအကျွေးမပေးချင်တဲ့တောင်ပြောမြောက်ပြောရှောက်ပြောမယ်လေကျမလုပ်ရမယ်အလုပ်ကိုလုပ်တာအေးရှင်ကျမလာကုန်ရင်တော့အကျွေးပေးဖို့စဉ်းစားထားတော့ဒါချင်းကိုကျမ3ခါပဲတတိပေးတာပဲ ဒီပါငါရှိရင်ပေးမယ်လို့နေ့ဘယ်တစ်ခါပြောရမလဲဟမ်ဟာအတီကျူကလည်းကွာစိတ်တဘောရကောင်းတဲ့နတ်သမီးလေးကိုအလောက်ခံထားတာမဟုတ်ဘူးဒီစိတ်ရုပ်စိတ်ပုတ်ရှိတဲ့ဘယ်သူမှမလောက်ခံထား အော်မရှင်မရိုင်းလိုက်လား ဒီကိုပြောမှန်းတော့နင်သိတာပဲ ရှင်လေဖုန်းထဲမှာမလို့အပြစ်မှဆိုရှစ်ပါကွဲပြီနော် ဟာအမောသူကပါချောက်ပဲဒီမှာငါနေပေါ့ဒီအာဝါပေးလိုက်မှာဘာမှမနေဟာငါပါမိန်းကလေးတွေရိုက်ဖို့မဟုတ်ဘူးမိန်းကလေးတွေအာဝါပေးဖို့ကမှတ်ထားတယ် ဟိုအဲ့ထွက်လာပြီနော်ကျမတို့လို့သိဖို့တာပြင်နော်ဘာကြောင့် ဘာကိစ္စလဲ ကျမယူပါကြောပါဟုတ်တော့ကောင်းထက်စီမှာကျမအမှုတစ်ခုအပ်ချင်လို့ပါ
အော်အမှုကိစ္စလားအော်ရပါတယ်ဟိုအမှုကိစ္စနဲ့ပတ်သက်လာရင်တော့ကျွန်တော်ဆွေးနွေးပါတိုက်မယ်မှာအကြံအညံတောင်းပါအမြဲတမ်း welcome ပါပဲခင်ဗျဟုတ်ဒါမဲ့လေဟိုတခုတော့ကျွန်တော်မယူပါကြောကိုကျွန်တော်တောင်းဆိုခြင်းနေဗျာရှင်အော်ဒီလိုပါဟိုကျွန်တော်ဦးတော်ကောင်းခန့်လို့တော့မခေါ်ပါနဲ့ဗျာကျွန်တော်နေတိုင်းအသက်ကြီးသူလိုဖြစ်သွားလို့ပါဟုတ်အဲ့ဆိုရင်ကျမဟုတ်ရှင်းနေကိုဘယ်လိုခေါ်ရမလဲရှင်းနေဆိုတော့လေဟိုတိတ်တော့မကောင်းဘူးမြတခုခုပေါ့လေနော်ဟုတ်အဲ့ဆိုလို့ရှင်ဟိုကျမကိုကောင်းလို့ခေါ်ရင်ရောကောင်းတယ်တော်တယ်ဗျာမယူပါကြောကျွန်တော်ရဲ့တကယ်ချင်းတွေကလည်းကျွန်တော်အဲ့လိုပဲခေါ်တာဗျာကောင်းတယ်အော်ခဏတော့ဖုန်းလာတယ်အားလာပါရကြပါဟယ်လိုဒီမှာဦးတော်ကောင်းခန့်ဦးတော်ကောင်းခန့်မရှိပါဘူးခင်ဗျာပြင်သွားပါတယ်ခင်ဗျာဟမ်မမကိုကောဘလို့တယောက်လာလဲကိုကောဒီမှာဘလို့လုပ်ပြီးရှိနေရလဲဟောဒါကိုယုံခဲလေနေပါဦးမမကိုယုံခဲဘလို့လုပ်ပြီးကိုကောင်းရဲ့ကိုကောင်းရဲ့နာမည်တူတဲ့လူကလေအန်တီကျူရှိကအကျွေးယူတော့ယူထားတယ်အခုပေးကနေကြမှာပတ်ပြင်းလို့သူ့စီလိုက်လာပြီးစီးရင်ရှင်းတာအဲ့လိုလားအဲ့တော်ကောင်းခန့်ကမရှိဘူးအပြင်သွားတယ်ဟာလားဒါဆိုတော့အဲ့လူပြန်လာတဲ့အထိကိုစောင့်အဲ့လူပြန်လာလို့တော့တေဖို့တာပြင်တာမမကြောင်ကောင်းကောင်းတည်မယ်အာစီအမှုတွေကိုမတ်တက်ကြီးအဲ့ခံနေရလားပလာတာဒီမဲ့မကျွန်တော်အာစီကလေအရန်တော်တဲ့ရှင်းနေနော်ပလာတာရှင်းနေတယ်မဟုတ်ဘူးစုံတော့ပညာအထွေးခေါ်နဲ့အမှုသွားအမှုလာကိုလေအသေးစိတ်စုံစမ်းပေးတာစိတ်ကြမရေမကျွန်တော်ဆရာအမှုအဲ့လိုက်လို့ရတော့လေအဲ့အမှုနိုင်လို့တော့မှတ်လိုက်ပလာတာလို့ငါပြောနေတယ်ဒါနဲ့နေပါဒီရုံးထဲမှာတော်ကောင်းကံဘယ်နှယောက်ရှိရလဲပလာတာမရေဒီစဘူးတစ်ခွင်ပါလေတော်ကောင်းခံဆိုတာကျွန်တော်အာစီပြောက်ပဲရှိလက်ဆက်တော့ရှင်းကျမကိုဖုန်းထဲကနေရန်တွေ့နေတာကျမရဲ့အကျွေးရှင်ကဲတင်ရှင်ကြီးပါလားမလာပါအေးစီဒီမှာရှင်ကျမကိုမကလည်းတော့ရှင်မလို့တော့အေးစီဆွေးနွေးရအောင်လာပါအထင်းမှာမကောင်းလားဒီကဲရှင်ကျမလည်းကိုလာနင်ထွက်မလာမှာဆိုလို့ငါဆွဲလာတာနင်တော့နေငါစိတ်ကူးရင်ထားတယ်တခြားစီပဲနေကျမလည်းလေရှင်ကိုယောက်ျားပိသားရဲ့တတိရှိရဲ့လူတော်ကြီးလို့ထင်တာအခုရှင်ကလူလျှော်ကြီးပါလားအကျွေးရဲ့ဒုက္ခဝင်တဲ့ဒုက္ခတဲ့ကြီးကျမကျွေးပေးတော်ပြုံးတယ်နော်ကျမသွားလိုက်ပါမနော်ပြီးမှဖုန်းဆက်လိုက်မှာနော်ဟိုဟာလေမယူပါကြောဟာတော်ပြီအဲ့ဒါနင်းကြောင်နော်ငါအမှုတယ်ကနင်းကြောင်ငါ့ကိုအထင်မြင်နေလွဲသွားပြီနင်တော်အုံနောက်မရှိတာပဲအမှုတယ်ကငါ့ကိုအမှုလာတော့ငါပတ်ဆံရမှာလေအဲ့ပတ်ဆိုင်ရမှာနင်တို့ရဲ့အကျွေးကိုငါဆက်နိုင်မှာပေါ့ဟုတ်တပြားမှမရှိဘူးကဲသွားတော့ဒိုးတော့ဟာမပြတ်နိုင်ဘူးရှင်ကျမအကျွေးမပေးလို့ရှင်ကျမလုံးဝဒီနေရာနေမသွားနိုင်ဘူးနော်အေးပြီးတော့လေကျမရှိကိုလာတဲ့လူတွေအားလုံးရှင်ကြောင်အခုဖောက်ပလိုက်ဟဲ့ပါငါရှင်းနေကိုလာမကြက်နဲ့နော်ငါပြန်ကြက်လိုက်ရင်ငါလှုပ်လို့မြောက်ဖြစ်သွားမယ်အဲ့ဒါကျမမသိဘူးကျမအကျွေးကိုကျမလူချင်းတယ်မရရင်ကျမမသွားနိုင်ဘူးရှင်းတယ်နော်အော်နင်ကအဲ့လိုလားဟလားဘာဖြစ်ချင်တာလဲရှင်ခဏစောင့်ရုံမောင်ရရော့တသိဒါရှိတာကုန်ပဲပြန်တော့နေအောင်ကြည့်အောင်မနေကြည့်နေနဲ့လေနေအောင်လို့ပြောနေတယ်ဒီမှာတွေ့ပြီးရှင်းလိုက်ခင်ဗျာပေးရမယ့်ဟာတွေကဒီမှာအတိုးတွေလည်းကြံသေးတယ်တိုးရင်မောင်းနေလည်းကြံသေးတယ်မမတော့နင်ငါပြောရလေငါမှရှိတာဒါပဲလို့ဒါယူပြီးပြန်တော့လို့ငါပြောနေတယ်တခုပြောထားအောင်မယ်နော်နောက်ကငါ့ကိုဖုံးမတော်မှမဆက်ငါရုံခန်းကိုလည်းလာပြီးတော့အကျွေးမတောင်းနဲ့ဒါပဲသွားတော့ကျမလိုချင်တဲ့ရက်မှာမရအောင်ဆိုတော့ကျမလာရမှာပဲလေရှင်းပဲနော်အဲ့တော့ရှင်းအောင်ပြောရမှာဒီကြံသေးတဲ့ပတ်စံလေးတွေကိုဒီရက်ပိုင်းတွင်ရအောင်လှုပ်ထားနော်ဒီရက်ပိုင်းတွင်မရအောင်ဆိုရင်တော့မအကြောင်းသိမယ်နော်ပေါက်တယ်နော်အေးပေါက်တယ်နင့်ကပြန်တော့လို့ပြောနေမပြန်နင့်ကဖနှောင်းနဲ့ပေါက်ပြီးတော့မယ်နော်သွားတော့သွားပြီးတော့ရုံးခန်းလေးလာပြီးတော့အဆက်လာခွဲနေတွေ့အောင်မနေကဲနိုင်ပါတော့ကျွန်တော်အမှုအပ်ချင်တယ်ဆိုတဲ့ကိစ္စဘယ်လိုအမှုမျိုးလဲဗျာ
ဟိုစီးပွားရေးနဲ့ပတ်သက်တဲ့အမှုမျိုးလားဒါမှမဟုတ်လိမ်လည်ဖို့လားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒီအိမ်ထောင်ရေးနဲ့ပတ်သက်တဲ့အမှုမျိုးလား ဟာခုကတော့ဖတ်လျှောက်ပြောနေတာလေရှုံးမှာအိမ်တော့မရှိပြီပါ ဟော sorry ပါမဟုတ်ပါဘူးဟိုကျွန်တော်စကားပြောနေလဲလောသွားလို့ပါ မလို့ရပါတယ် အဲ့ဒါဆိုပြောပါဦးအခုအမေအမှုကဘယ်လိုအမှုမျိုးလဲ ဟိုအမွေးဆိုင်ကိစ္စပါကိုကောင်းရဲ့ဟိုအမွေးဆိုင်အိမ်ကိုပဲပြောရမှာပေါ့ဒီပါကြောက်စီမှာဦးလေးတယောက်ရှိတယ်အဲ့ဦးလေးကဆုံးသွားတာဒီနေ့ကြော်လောက်ပဲရှိသေးတယ်သူ့မှာတားတယောက်ရှိတယ်ယူပါရဲ့အကူတော်လဲဆိုတော့သူကအရန်ဆိုတော့ဦးလေးကတူတံမခံနိုင်လို့အိမ်မွေးနေချထားတယ်လေသူ့အိမ်မွေးနေချထားတော့ယူပါပဲဦးလေးကိုဆက်ဆက်ရရပြုစုဆောက်ရှောက်ခဲ့ရတာအဲ့ဒါကြောင့်မို့လဲဦးလေးကသူ့ကိုဆုံးငင်မှာအဲ့အိမ်နဲ့ချန်ယူယူပါကိုလှည့်ပေးရတယ်အခုအဲ့ဒီကိုကဘယ်ကနေဘလို့ပေါ်လာပြီးတော့ဘယ်လည်းမသိဘူးယူပါအဲ့အိမ်နဲ့ချန်ပြန်ပေးပါဆိုပြီးတော့တောင်းဆိုနေကိုကောင်းရဲ့လိုက်ပြီးတော့နောက်ရှက်နေတယ်အဲ့ဒါကြောင့်မို့အဲ့အိမ်နဲ့ချန်တဲ့ကိုယူပါနာမည်ပြောဖြစ်အောင်ကိုကောင်းအမြဲတမ်းဆောင်ရွက်ပေးပါလားမာယူပါကြောပြောပုံရဆိုရင်တော့ဒီအမှုကတရားမှမှုဖြစ်နေတယ်တော့ကမာယူပါကြောရဲ့ဦးလေးရဲ့သားဆိုတဲ့လူမှလည်းပိုင်ဆိုင်ခွင့်ရှိနေတယ်ဗျအဲ့တော့မာယူပါကြောကိုလွှဲပြောင်းပေးထားတဲ့ကိစ္စကိုသူသဘောတူညီပါတယ်ဆိုတဲ့တူညီချက်လည်းလိုသေးတယ်ဟုတ်ပြီလေသူ့ကိုကျွန်တော်ဆွေးနွေးကြည့်ပါမယ်သူ့မှာလေ ဟုတ်သူခုဗမာရှိနေမှာယူပါတကယ်မသိတာပါဟိုဘယ်ကိုရောက်နေလဲယူပါတကယ်မသိဘူးအဲ့ဒါကြောင့်မလို့လဲဟိုအဲ့အိမ်နဲ့ခြံတဲ့ကိစ္စကိုယူပါနာမည်ပြောဖြစ်အောင်ယူပါအမြန်ဆုံးဆောင်ရွက်ချင်တာအဲ့ဒါကြောင့်မလို့ကိုကောင်းအမှုအချင်တာပါဟုတ်ပြီးတော့လေလေအဲ့အိမ်ထဲမှာအခုဟိုတရေ6တယ်လို့ပြောတန်ကြားနေရတယ်ကိုကောင်းရဲ့ အခုလိုအချိန်အခါမျိုးမှာတော့တရေချောက်တဲ့အိမ်ကြီးဆိုတာမျိုးတော့ကျွန်တော်သိအယုံကြည်လို့မရှိပါဘူးအထက်မဲ့စိတ်ချပါအခုကိစ္စကိုဥပဒေအတိုင်းပေါ့ဒီအမှန်တမ်းဖြစ်အောင်ကျွန်တော်ဆောင်ရွက်ပေးပါမယ် ကျေးဇူးတင်ပါတယ်ကိုကောင်းအားဆိုလို့ရှင်ကိုကောင်းကဒီပိုင်းအမှုလက်ခံတဲ့အနေနဲ့ဒီပိုင်းဆရာချခဲ့ပါကိုကောင်းဒီပိုင်းစိတ်ချမှာနော်အဲ့အိမ်နဲ့ခြံတဲ့ဒီပိုင်းလက်ထဲကိုအမြန်ဆုံးရအောင်လုပ် ဟုတ်ပါပြီအဲ့ဒါဆိုရင်ဆောင်ရွက်ပေးပါမယ်ဟယ်လို ဒီမှာရှင်းမှုတဲ့ရှင်းကိုပတ်စံပေးရကျမတွေ့ရနော်အေးအဲ့စပွဲပေါ်ကပတ်စံတွေကိုလုံးဝမထိပါနဲ့ကျမသူပြန်သွားနေလိုက်ယူမယ်โอเค ဟာလေမင်းကဘယ်တော့လဲခိုးကြခိုးတယ်ငါပြောနေတယ် ဒီမှာရှင်ကျမကိုရှာမင်းနဲ့ရှာလဲတွေ့မှာမဟုတ်ဘူးပေါ့တယ်နော်ဒါပဲ ကိုကောင်းဟုတ်အဲ့ဆိုရှူမပြန်လိုက်ပါအောင်မယ် อ๋อဟုတ်ပါပြီဟုတ်ပါပြီအော်ဟိုရှိတယ်ဗျဟိုအမှုအတွက်လေလိုအပ်တဲ့စာရွက်စာတမ်းတွေတော့လိုသေးတယ်အဲ့ဒါလေးကျွန်တော်ရုံးကိုလာပို့ပေးတာမယ် ဟုတ်ကဲ့ဟိုယူပါရုံးကန်းကိုလိုအပ်တယ်လာပို့ပေးပါမယ် ဟုတ်ပြီ ပြန်လိုက်ပါအောင်နော် ဟုတ်ပါပြီဟာဟဲ့ဘာကမှချလာလိုက် ကျမကျွေးကျမလိုက်ယူလိုက် ဟဲ့နင်အားလုံးယူလို့မရဘူးတော့ငါမှတခြားအသုံးစိတ်တွေရှိခဲ့တယ်နော် ဟောအဲ့လိုလားခဏနေစာအုပ်ကြည့်လိုက်ကြာပြီ ကျမမတရားမလုပ်ပါဘူးကျမအခု6လလာတော့ယူသွားရနော်အရင်ကတော့အစင်ပြေချင်တိုင်းထပ်ဆက်ပေါ့နော်ဒီမှာမမဆိုရကောင်မလေးကိုအချင်းမသိနဲ့နော်အထင်သေးရင်ရှေ့ဘဝရဲ့အထုပ်ပတိမှာအမရဲ့အများကြီးဖြစ်သွားတယ် ဟုတ်လားလာရောကမ္ဘာကြောဘယ်နာသူချောင်းကြည့်ဟိုရောအကုန်ပါဝါ ကြောပြောပုံရဆိုဒီအိမ်ပဲပေါ့မလည်းမလောက်စားဒီ
你那家不干了不？被当了几年？哎哇，洗了一遍，没有你洗的呀？然后呢，在他那边里干嘛？现在我里面去了，推个脑不他的，你看嘞，我妈妈不他的了嘞，就嫌不起哦。哎呀，没有钱，没有吵架是呀。我没有理这爸爸的，啊，我这边啊，哪路呀？几里呀？哪里光路？别叫他哪路去？哪里？看这也叫你都标不了。咱们咱光了找哪去？找不着你，都业绩都你别干啥了？每天晚上找不着人，找到多少人找？ဒီလိုပြောသွားပုံရစညဘက်ကိုလာလို့ရှိရင်အဖြစ်ကိုထွက်နေ။ညာဟာဘာဒီနေကေမတော့တော့ညဘက်လာအောင်လို့ပြောတော့ဖြစ်နေတယ်နော်။ဒီလိုမပြောနဲ့ကိုယ်တော်ကြောင့်ပြီးတော့ဖြစ်တာမတွေ့ရဘူး။ပြောပါစေနော်။နေရတယ်ကွာ။ယောက်ျားဖြစ်ပြီးတော့ကြောက်နေသေးတယ်။မရရောက်ပြီးမှတော့မထူးတော့ဘူး။သိဝင်နေတာ။အဲ့ဒီတော့ခဏလေးအဲ့ဒီပြောင်းနော်။သိဝင်ကြရတယ်ရှိဘူးတော့။တော်လည်းရောအမလေးနေကွာတယောက်တယောက်ပူကြပါအဒီကျွန်တော်ကတော့အဒီဗျာကိုတော်ကောင်းခန့်လို့အုံနောက်လည်းရှိစိတ်သက်သေးချာလည်းဖြစ်နောက်တစ်ခုကကိုတော်ကောင်းခန့်မှာစုံတော့ပညာလဲဝါသနာပါနေတော့ကျွန်တော်တို့ကုမ္ပဏီရဲ့အတိုင်ပင်ခံရှေ့နေအဖြစ်ခန့်အပ်လိုက်ရင်ကောင်းမလားလို့ဗျာကျွန်တော်အဲ့လောက်ကြီးလည်းမြောက်ပြင်ပြီးပြောနေပါလေဗျာဒါပေမဲ့တခုတော့ရှိတယ်ဗျာဦးကျော်မောင်တို့ကုမ္ပဏီမှာဒါကျွန်တော်ကိုအတိုင်ပင်ခံရှေ့နေအဖြစ်လာခန့်အပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကလေဦးကျော်မောင်တို့ကုမ္ပဏီကိုကျွန်တော်ကုမ္ပဏီလိုသဘောထားပြီးတော့ကျွန်တော်အစစရအားလုံးစဉ်းစားပေးမယ်ဗျာဟုတ်ဒါပါလေဗျာအခုဆိုရင်ကျွန်တော်ကုမ္ပဏီမှာကားတွေကလည်းအများကြီးဝင်နေတယ်ပြဿနာတွေကလည်းရှုပ်ရှက်တွေကိုခတ်နေတာပါပဲဗျာရပါတယ်ဒါဥပဒေပေါင်းတွင်ကလှုပ်လို့ရှိရင်အားလုံးရှင်းသွားမှာဥပဒေနဲ့ထိန်းချုပ်ရပါတယ်ဗျာဝန်တာလေဗျာကဲကျွန်တော်လည်းကုမ္ပဏီပြန်ပြီးတော့ဟောဒီဘက်ကကုသိုလ်ကောင်းခန့်ကိုအတိုင်ပင်ခံရှင်းနေဖြစ်ခန့်အပ်ဖို့ကျွန်တော်တိုင်ပင်လိုက်ဦးမယ်ဗျာတိုင်ပင်ပါဟုတ်ပြီကျွန်တော်ပြန်ပြီးဆက်သွယ်လိုက်ပါမယ်ဗျာဟုတ်ပါပြီဗျာကဲကျွန်တော်ခွင့်ပြုပါဦးဗျာဟုတ်ကဲဦးကျော်မောင်လေးဦးကျော်မောင်ဆက်သွယ်လာမယ့်အချိန်ကြီးကိုကျွန်တော်တို့စောင့်နေပါမယ်နော်ဟုတ်ပါဗျာကျွန်တော်ဆက်သွယ်လိုက်တယ်ဟုတ်ကဲ့ကျေးဇူးပါအစီတာလေးဦးကျော်မောင်ရဲ့ကုမ္ပဏီမှာတိုင်ပင်ရရှိနေဖြစ်လို့တော့ပေါ်ပြီးတော့ဒီကွာငါလည်းအဲ့လိုဖြစ်မယ်လို့ပြောနေတာပဲကွာဟေးငါပြောင်းခင်းထဲမှာကုတ်ချောင်းနဲ့ဘသူဟွာလုံးနေရလဲဟွာလုံးချင်းနဲ့ပြောတော့အားမလားနဲ့အမနောက်ခွဲမှာအင်္ဂါရှိတယ်အားမဘာဟွာလုံးဘာမလုပ်ဘူးအော်ဘသူများလဲလို့လက်ဆက်တက်တော့တလန်းဝင်တလန်းထွက်ပတ်စံလိုက်တောင်းနေတဲ့စွာကျင်မလေးပဲတော့ဗျာဆောကဘာတလန်းဝင်တလန်းထွက်တယ်ဘာစွာကျင်မလဲရှင်းအော်ဘလူးမျိုးကောမရိုင်းလိုက်ကရှင်းတော့မရိုင်းတာဟုတ်ကဲ့ဒီမှာကျမကကိုတောင်းပြရှိရဲ့အကျွေးကိုလာတောင်းတာကျမရဲ့လို့ရှိရင်ကျမကိုလာစားပေးပြီးခိုင်းတဲ့အတွက်ကျမအကျွေးလာတော့မှာဒါပဲခနဲ့ခုနကလူကရှင်းအောင်အလုပ်အပ်သွားတယ်ဆိုတော့စီရီပါရမှာပေါ့ပကြံအလုပ်ကအခုမှအပ်တယ်နော်စီရီ9တိုင်းကညကြမှာရမှာအဲ့တော့မင်းနောက်မှအေးစေးလာပြီကွာနော်နောက်မှအေးစေးမယူနိုင်ပါဘူးနောက်မှအေးစေးယူလို့ရှိရင်ရှင်းကငွေတွေကိုသူများလက်လိုက်မှာပေါ့အဲ့ခါကျရင်ကျမမရပဲနေလိမ့်မယ်ညကြမှာရမှာမလားညလာယူမယ်ဗမာလဲတာပြောလိုက်ခဏစောင့်ဟယ်လိုကိုကျွန်တော်ကောင်းခံပါဆရာငွေကိုကျွန်တော်ဘယ်ကိုလာပြရမလဲခင်ဗျာ
အိမ်နီအော်ကံပက်လန်အိမ်နီဟာဟုတ်ပြီဟိုလာခဲ့မယ်နော်9နာရီလောက်ပေါ့ဟုတ်ပြီဒါပဲနော်ကိုကဲကံပက်လန်အိမ်နီတည်ရနော်အဲ့ကိုလာယူလိုက်ည9နာရီနော်အိမ်နီည9နာရီ ဟုတ်တယ်လေဗါလဲမလာရဘူးလားမလာရရတယ်နော်မလာနဲ့ရတယ် ဘာလို့မလာရမှာလဲလာမှာဟွန်း လာခဲ့လေည9နာရီနော် ဟုတ်တယ် ရိုးမလုံးနဲ့နော် ဩမင်းလည်းကုတ်ချောင်းမလုံးနဲ့နော် မလုံး အေးတော့ကိုကြောင့်ကိုရင်လာပြီးတော့ အာစီကိုဘယ်သူကအလုပ်လာအဲ့သွားလို့တော့ပြီးတော့ပတ်စံ9သိန်းညနေဘယ်သူကလာပြီးပါပြီးတော့အာစီကအဲ့အိမ်ကြီးကတေးချောက်ဆိုအာစီလည်းတည်ရတာညကြီးမိုးချို့ဘာလို့လုပ်မှာလို့ ဟဲ့မင်းငါတပည့်လုံနေပြီးတော့ညံတိန်လိုက်လားဟမ်ဒီမှာဘိန်းမဆိုအဲ့ဒါပဲနော်ငစားကိုပဲမြင်တယ်ငမြားချိတ်ကိုမမြင်ဘူးမင်းကြည့်တယ်အဲ့ဒီမမဆိုတဲ့ကောင်မလေးငါငမြားချိတ်မှာကာယာပါလာလိမ့်မယ်မင်းမှတ်ထားပြီးတော့ဟဲ့ယူပါကြောအင်ကိစ္စနဲ့အဲ့အိမ်ကိုငါတို့သွားဖို့ရှိရလေအဲ့တော့တစ်ချက်ကုန်တစ်ချက်ပြဒါပဲပေါ့အာစီကိုလေကျွန်တော်တခါမှမလေးသားဘူး အဲ့ဒါပဲဘာပြောလဲ အခုလေးသားသွားပြီလို့အခုလေးသားသွားပြီ မင်းလည်းပြောဆိုစင်ရင်နော် ဟုတ်ကဲ့အလုပ်ရတာလည်းမျက်နှာပြောင်းသွားကြောက်တယ်အာစီချင်းစထားလို့ဒီနေရာမှာချင်းရလားလို့ မင်းရတယ်ကွာငါဒီမှာချင်းနေရဲဆိုတာငါဒီအိမ်အကြောင်းကိုလေ့လာစရာရှိရတယ်ပါတယ်ပြီးတော့ဟိုကောင်မလေးကိုပညာပြချင်တာလည်းပါတယ်ကွာ ကွဲဦးတယ်ကြာကွဲဦးတယ်ကြာ မင်းရတယ်ကွာညောင်ခွေးရဥမှာပေါ့ အော်ဒီလေကွဲဦးတယ်ဆိုတော့တရားရှိလို့ဗျာ အာမဆိုင်ဘူးကွာ ဘာတိုင်းလဲဖုန်းလာတော့ကွာဟဲ့ဟိုကောင်မလေးဖုန်းဆက်နေပြီရေး तू ကလာပြီးဖုန်းဆက်နေပြီ ဒီမှာ လူပါကွာဒီမှာတရေအဲ့လိုရုပ်ဆိုးမလားကွာ ငါပြောတယ် ဓာမီထိုးတာတော့ရုပ်ဆိုးပြီး तू ကကြောက်သွားတာဟောလို့ဒီကဘာဖြစ်လို့ဓာမီထိုးဝင်လာတာ ကျွန်တော်မမြင်ပါဆိုးလို့လေအဲ့ဒါထားပါဘာမှလည်းပကြမြင်ပြီးပြန်တော့ ဒီကဘယ်ဘောကလာတာလဲဟမ်နေတောင်ညတောင်နဲ့မတွေ့ဘူးလားဒီအကြီးကမှောင်မဲနေဘယ်သူမှမရောက်သေးဘူးနည်းတော့စောင့်ရမှာပေါ့ နေစမ်းပါရှင်းကျမဖုန်းဘာဖြစ်လို့ပိတ်ချလိုက်တာလဲဟမ် မင်းကဘာလို့ဖုန်းဆက်နေလဲငါတို့ဒီမှာရှိမယ်လို့နင်းကိုပြောထားပြီးသားလေငါတို့မတ်တက်ရက်ပြနေတယ်လေနင်းမမြင်ဘူးလား မြင်တော့ဗောလောက်အမောင်ကြီးမှာတယောက်တည်းလာတာကြောက်လူတွေနေမလားခေါ်ပါလား ကျူးကိုရှင်လို့လာပေါ့ဟုတ်တယ်မလားမင်းတို့တော့အကြောက်ခံရမှာပေါ့ ရှင်းကျမကိုတတ်ရက်ပြီးဒီနေရာကိုခေါ်လာမှလားဟမ် စဉ်းစားလေအုံနောက်ရှိစဉ်းစားလိုက်နော်ဒီမှာဒီနေရာကိုခေါ်တာနင်းကိုပတ်စံပေးဖို့ခေါ်တာနင်းကိုပတ်စံမပေးချင်ဘူးဆိုရင်ငါမပေးဘူးလို့ပြောလိုက်မှာနင်းကြောက်တယ်လို့ငါလည်းကြောက်တာပဲဟမ်လူချင်းလို့စောင့်ပေါ့ ကြောက်လာပြီမစောင့်လည်းမရအောင်စောင့်မှာ အေးစောင့်ဒီအင်ဂျီကဘာဖြစ်လို့ဟောင်းလွန်တက်စီးနေရအရေးကြီးဟမ်ဟာတယ်လေလို့ မသိလို့မင်းနေတာဟာ ငါလည်းမသိဘူးလေဟာ ။အော်အဲ့ဒီကြီးရဲပါဗျာ ခဏလေးဟာဒါမှန်ကိုလက်နဲ့ခောက်တယ်ဟောမှန်ကိုလက်နဲ့ခောက်တယ်ဆိုတော့အထဲမှာတခုခုရှိတယ်တခုခုရှိတယ်ဟုတ်ပြီအထဲကိုကြည့်ပေါ့ပတ်စံလိုချင်လိုက်ခဲ့လေပတ်စံလိုချင်လိုက်ခဲ့ပါပတ်စံလိုချင်လိုက်ခဲ့လန့်လိုက်တာဟာဘာလာလို့လာလဲ
ဘာကျော်ရှင်းနေစုံတော့ကြီးကအကျွေးဆက်ဖို့အတွက်အလူလိုက်ခံတော့မနေတူတယ်ဖလားလေးတစ်လုံးနဲ့ ဒီမှာနင်းညံမမီလေးရှောက်မပြောနဲ့နော်ဒီဖလားကနေကဖလားမဟုတ်ဘူးမြန်မာမင်းအဆက်ဆက်အသုံးပြုခဲ့တဲ့မွေဖလားနော်တန်ဖိုးရှိတဲ့အန်တိတ်ပစ္စည်းဒါကြီးကအန်တေ မကင်နဲ့ဒီမှာငါအမှုတဲ့တယောက်ကလေငါ့ကိုအမှုလည်းကပတ်စံမပေးနဲ့တော့ဒီငွေဖလားကြီးကိုပေးသွားတာဗျာ အဲ့လိုပဲရှိလိုက်မယ်ကဘာကျော်စုံတော့ကြီးဒီတစ်ခါတော့အထက်ခံလိုက်ရပြန်ပြီဒီမှာဒီလိုဖလားမျိုးอ่ะလေဘယ်ဖျားဆောင်နဲ့မှမဆိုဝယ်လို့ရတယ်ပြရတာ မလုံးတဲ့ပြောနေရနော်ငါမျောလေးချက်တွေကိုလဲမချိုးနဲ့ဒါဘာမရောက်လာတော့မှဝယ်လို့မရဘူးနင်ခုဘာလုပ်လဲပြော အကျွေးလာတောင်းကလေမနေ့ကညတော့အကျွေးလာတောင်းမှတခါတရေပါစစ်6ခံလိုက်ရသေးတယ်ဟွန်းအခုမနဲ့ကျွေးလာတောင်းတာဘာမှလဲပကြံခေါင်းမယ်လေ ဘာပတ်စံလဲဟမ်မနေ့ကမင်းငါတို့နဲ့တစ်ချိန်လုံးတူတူရှိနေရလေဟမ်သူတို့ကပတ်စံမလာမပေးသေးတာဒီကြားတဲ့သူတည်းကြောက်လို့ဟုတ်တယ်ငါအလုပ်ကိစ္စပါပြတ်သွားသေးတယ်ဟမ်ရေးထဲမှာသူ့ကိုငါချီပြရသေးတယ် ကောရေးတော့မလားမောနေမှာဆိုလို့ဖြည်းဖြည်းနားနာပြီးပြောလေ ဘာမှနားပြီးပြောစရာအကြောင်းမရှိဘူးနင်လောက်ရပါကနင်လာရလမ်းကိုနင်လှည့်ပြန်လိုက်တော့နော်ဟမ်မိုးတောင်နေသေးဘူးအကျွေးလာတောင်းလက်တိတ် ကျမကြောင့်လက်တိတ်မလားလက်ပွင့်မလားဆိုစောင့်ကြည့်လေ တရား ဩကိုစိန်တဲ့ဩလာပါမလားထိုင်ပါကိုစိန်တဲ့ခမရမျက်နှာကြည့်ရတာမကောင်းပါလားဘာဖြစ်လား ဆရာစီကျွန်တော်အမှုတမှုလာအပ်တာပါဆရာ ဩပြောလေဘာမှုလဲ ဒီလိုပါဆရာ ဩရတယ်အမနာနဲ့ပြောလေရတယ်ပြောပါ ကျွန်တော်မိမလင်ငယ်နေလို့ပါဆရာကျွန်တော်မှလည်းတက်တေအထောက်ထားတွေအများကြီးရှိဒီတက်တေအထောက်ထားတွေနဲ့အတူဥပဒေလမ်းကြောင်းအရာအမှုကိုခိုင်ခိုင်မာမာတိဆောက်ပြီးကျွန်တော်တို့လင်မယားကွာရှင်းမှုအတွက်ဆရာကောင်းစီကိုအမှုလာအပ်တာပါဆရာ အာဒီလိုတော့ရှိတယ်ဗျဟိုခမရမိမကိုခမရချစ်လို့ကြိတ်လို့ယူခဲ့တယ်ဆိုတာကြောက်တည်တယ်လေပြီးတော့ခမရမိမကသူအပြိုဘဝတွေကဟိုယောက်ျားလေးတငယ်ချင်းနေနဲ့ရောနော်နေတတ်တယ်ဆိုတာလေခမရသိပြီးသားပဲ ဟုတ်သေးဘူးဆရာဘာလုံးမှမရှိတဲ့မိန်းမတယောက်ဟာနေ့တိုင်းအလှပြင်အချိန်ပြည့်ဖုံးဆက်တယ်ပြီးတော့ပြင်ခဏခဏထွက်တယ်ဒါမယိုးသားမှုတွေပဲဆရာရဲ့ အာတခုတော့ရှိတယ်ဗျဒီကိစ္စကလေဟိုခမရတို့လင်မယားကိစ္စဖြစ်နေတော့ဟိုကျွန်တော်ကဟိုခမရလင်မယားကိစ္စမှာဂျားညက်တယ်လို့များဖြစ်နေမလားလို့ဟိုပြီးတော့လေဟိုခမရတို့လင်မယားနှစ်ယောက်ပေါင်းစည်းဖို့ကိစ္စကိုကျွန်တော်ကဆောင်ရွက်ပေးရတယ်ဆိုကိစ္စမရှိဘူးဗျအခုကဟိုတက်တေခိုင်လုံးအောင်ဟိုကျုပ်ကအတွဲလိုက်ချောင်းတယ်လို့ချောင်းပြီးမှဟိုခမရတို့လင်မယားကွဲမဲ့ကိစ္စကိုလုပ်ပေးရမှာဆိုတော့ဟိုကျုပ်တွေအစင်မပြေတော့ဘူးဗျာ ဟာအဲ့လိုတော့မလုပ်ပါနဲ့ဗျာကျွန်တော်တို့လင်မယားကိစ္စတွေဆရာကောင်းကူညီမကူဖြစ်မှာပါဗျာ ကိုကောင်းရဲ့ကိုညီပေးလိုက်ပါနော်ရှင်းနေဆိုအမှန်တရားကိုဖော်ထုတ်ပေးရတယ်လေဥပဒေနဲ့ညီဆောင်ရွက်ရတယ်ကြောသားရင်သားမခွဲချမနဲ့ကိုညီပေးလိုက်ပါနော်နော် ဒီပါမင်းဘာမှနားမလဲပဲဘုံဝင်မပြောနဲ့ဒါငါကိစ္စ ဆရာကောင်းကလည်းသူပြောတာမှန်ပါတယ်ဆရာရဲ့ငွေကြီးဘလောက်ပဲကုန်ကျွန်တော်အကုန်ခံနိုင်တယ်ဒီမိန်းမရဲ့ဇယိုက်အမှန်ညံပေါ်ဖော်ထုတ်ပေးသားမှဆရာရဲ့နော်ဆရာကောင်း ဟိုကိုကြီးရဲ့ကိုကြီး तू ကလေဟိုကိုကြီးတို့လင်မယားကကွာရှင်းမှာကိုငွေကြေးယူပြီးတော့လုပ်ပေးရမှာအားနာပြီးရှောက်ညင်းနေတာ तू လုပ်ပေးမှာ မငါကိစ္စနော်နင်မသိပြီနဲ့ဝင်မပါနဲ့အေးနင်လောရမှာကအကျွေးတော့ တော့ဆရာကောင်းရဲ့အမှုကိုကျွန်တော်ကအကျွေးနဲ့အမယ်လို့လား ဟုတ်တော့ဗောကိုကြီးရဲ့ရုပ်ရည်လက္ခဏာလေးငွေကြေးကိစ္စနဲ့ပတ်သက်လို့ရှိရင်ပြက်ပြက်သားဆိုတော့မမသိပြီသားဟုတ်တယ်မှန်တယ်ဆရာကောင်းတို့များတော့မိမရကံကောင်းလိုက်တာဖြာယောက်ျားအလုပ်ကိုမိမလည်းပါလက်ပါအားတဲ့ပြီးတော့လိုက်ပြီးဆောင်ရွက်တယ်အဲ့ဒါမှအိမ်တော်ရေးตายရတာဆရာရဲ့အားချလိုက်တာဗျာအားချလိုက်တာ ကိုစိန်နဲ့မဟုတ်ဘူးခင်ဗျားမှားတယ်ပြီသူဖြည့်ကျင်လာတယ်ရောက်ပြောနေတာဗျာ ဆရာကောင်းကျွန်တော်မြင်ပါဗျာ ဒီလိုလုပ်ပါလားဟိုအမှုကိစ္စကိုကိုကောင်းနဲ့ပြောလိုက်လေငွေကြေးကိစ္စကိုဒီမှာပြောလို့ရတယ်ဒီမှာဟုတ်ပါပြီညီမလေးဟုတ်ပါပြီဟိုဒါနဲ့ဒီအမှုကိစ္စအတွက်ဟိုဆရာကောင်းဟိုညာပူကျော်ကအကိုကြီးဘယ်လောက်ဆောင်ရွက်ပေးရလဲ ဟိုအမှုစုံစမ်းတာရောရှင်းနေလုပ်ပေးကြရောဆိုရင်တော့30လောက်ပါပဲ30ပဲဒီနော်လိမ့်မိုင်းနော် ဟုတ်တယ်မှန်တယ်မှန်တယ်ဆရာကောင်းရဲ့အမှုကိစ္စအတွက်ဟိုဆရာကောင်းညာပူကျော်ကအကိုကြီးဘယ်လောက်ဆောင်ရွက်ပေးရလဲ 30 40 50 60 70 80 90 100 200 300 400 500 600 700 800 900 1000 2000 3000 4000 5000 6000 9000 100 200 300 400 500 600 700 800 900 1000 2000 3000 4000 5000 6000 7000 8000 9000 100 200 300 400 500 600 700 800 900 1000 2000 3000 4000 5000 6000 7000 8000 9000 100 200 300 400 500 600 700 800 900 1000 2000 3000 4000 5000 6000 7000 8000 9000 100 200 300 400 500 600 700 800 900 1000 2000 3000 4000 5000 6000 7000 8000 9000 100 200 300 400 500 600 700 800 900 1000 2000
တန်ပါတယ်ဆရာကောင်းရဲ့ဒါကူယောက်ျားအတွက်တန်ရတန်ကြီးတောင်းပေးတာလေဆရာကောင်းကိုတန်ဖို့မြင့်ပေးနေတာဆရာကောင်းရဲ့ဟုတ်တယ်နော်ညီမ ဒါပေါ့အော်ငွေချင်းကိစ္စတော့ပြန်ညီမနဲ့ပဲကိုကြီးဆောင်ရွက်လိုက်မယ်လေ ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ လောလောဆယ်ကိုကြီးဆရာ9လိမ့်ချပေးလိုက် ဟုတ်ကဲ့ နောက်ဒီအမှုကိစ္စအတွက်စာချုပ်စာတမ်းတွေကတော့နောက်မှပေါ့ညီမရေ ဒါပေါ့ကိုကြီးစင်ပြီးလို့လုပ်ပါ ညီမတို့အဆင်ပြေတယ်နော် ပြေတော့ပေါ့နော် ကဲဆရာကောင်းကြီးဝင်တာလေဗျာကျွန်တော်ခွင့်ပြုပါဦးကျွန်တော်သွားလိုက် ဟုတ်ကဲ့ရှင်သွားလိုက်အောင်မယ်နော်ညီမ ဟုတ်ကဲ့ပါရှင် နင်ကတော့နင်ကငါအလုပ်ကိစ္စကိုဘာမှနားမလဲမနေဝင်မပါနဲ့နော်ဟမ်အခုဒီမှာနင်လှုပ်လို့လူပြိုလေးဘဝနဲ့အိမ်တောင်တွေဘဝရောက်ရတော့မယ် မဲလေး तू ကပဲနားရတယ်ရှိသေးဒီမှာကျမကအကျွေးရမယ်ဆိုရင်ရှင်ဟန်ဆောင်များလို့ဆိုလေလောက်ရမှာပဲကျမအကျွေးရဖို့အရေးကြီးတယ် အော်မောနင်ဘလို့မိန်းကလေးလေဟမ်ပတ်စံရဖို့အတွက်ဆိုရင်လေနင်မိန်းကလေးမသွားပဲနေရဘူးလေသွားလို့သွားနေဟမ်ငွေမတ်တမိန်းမပေါ့ ဟာကျမရှင်ကျမအဲ့လိုကျေးဇူးကမ်းတဲ့စကားမျိုးမပြောနဲ့နော်ရှင်အောင်ကျမပတ်စံ30တောင်ရအောင်တောင်းပေးထားတာကျမအဲ့20တဲ့ကကျမရမယ်အကျွေးပဲယူမှာကျန်တဲ့ပတ်စံလေးရှင်ရမှာလေ အဲ့မယူဘူးနော်နင်တောင်းမတဲ့ပတ်စံကိုငါမယူဘူးဒီမှာနင်လက်ခံထားတဲ့အမှုကိစ္စကိုနင်ကနေစုံစမ်းအေးသူတို့လည်းမြန်ကွဲပဲကိစ္စကိုလည်းနင်ကနေတွားရှင်းပေးလိုက် ဘလို့များဖြစ်တာလဲအာစီရဲ့ကျွန်တော်အပေါ်ကနေနားထောင်နေရလေတက်ဆက်ခွေဇလန်ဖွင့်ထားလားအောင်မရတက်ဆက်လေးသားတွေတောင်းမရဲ့ ဟောမလူမြတ်တောင်းမှသေအောင်မယ် ကျွန်တော်အာစီကိုလေအလုပ်ရအောင်ဘလို့များတောင်းပေးလိုက်လေမဟုတ်ဟိုဘလို့များလုပ်ပေးလိုက်လေလို့ ကဲပလာတာမင်းဝင်မပါနဲ့တော့နော်ငါအလုပ်ကိစ္စမှာ तू ဝင်ပါနေရတယ်ငါရှင်းမရဖြစ်နေရနော်မင်းဝင်ပြောရင်ပိုဆိုးသွားလိမ့်မယ်ဟယ်လိုဗျာအော်ဟုတ်ကဲ့မကျွန်တော်လာခဲ့ပါမယ်ဟုတ်မမအဲ့စင်လေးကတသိန်းတော့ပြန်ပေးပါလား ငါလေးအားရမပြီးနိုင်ပါဘူးမကျမလက်ထဲရောက်ပြီးသားပတ်စံကိုပြန်ရမယ်လို့ထင်နေရတယ်စူတောင်းလေ တော့ပါဒီမှာကျမ်းမာရေးကိစ္စအရေးကြီးလို့ပါပလာတာဟိုဒုဘူးကစေုံပြက်နေရမယ်အချိန်လေးသိမကောင်းဘူးလေ ဒုက္ခပါပဲအာစီရဲ့သူကလည်းဆေးရုံနဲ့အိမ်ကိုမိတ်ဖွက်နေလားအောင်မရတယ် လို့ပါတသိန်းတော့ပြန်ပေးပါအရေးကြီးလို့ပါ ဆရာတပည့်နဲ့အတိုင်ဖောက်တွေညီပြီးတော့ကျမကိုမလိတ်တပတ်လုံးလို့လားမရဘူးနော်ဒါမျိုးတွေရိုးနေပြီ ကဲနင်မယုံရင်လည်းလိုက်ခဲ့ပါ ယောက်ျားလေးဖြစ်ပြီးတော့ तू ကစိတ်ဆိုးမယ်ဆိုရဲပဲမိန်းကလေးကစိတ်ဆိုးရတယ်မရှိဘူး ဟိုတောင်းမဘလူများပြောသွားတာလည်းမသိဘူး ဒီကြတော့ကြိုင်ရတော့ခီးဝေးလို့သာစိုက်ကင်ငားလာတာငါစိတ်ကျွမ်းနေတာမဟုတ်ဘူးမမုန်းနေဘူးလို့ပြောတာမဟုတ်စိတ်မကျွမ်းနေဘူးလို့ပြောတာစက်ကင်ရပါရှင်ဘလို့မောင်းနေရလဲခွေးရမယ်ချင်းဒီဘယ်လိုနေသေးလဲနင်းပြီးတော့တက်တာသွားပါမိသားဖုံးဆက်ကိုလို့တားရောက်လာတာမေး ကြောက်မလားတော်တော်ချာဘူးနော်
ဟုတ်တယ်မေဒါလည်းအလုပ်သိမ့်မအားရတယ်မလားဖြစ်တာပါမေစီးတော့လိုက်ရင်တက်တာသွားမှာပါမေနော်ခင်ဗျာမေတွေစီးဖို့လေးကျွန်တော်ပေးခဲ့မယ်နော်လိုအပ်တဲ့စီးကိုအမေကိုဝယ်လာတယ်နော်မေမမမဆွေးနေနော်အမေအမြဲဆုံးတက်တာသွားမှာပါမေမေအဲ့ဒါတော့ခွင့်ပြုအောင်နော်ဟုတ်ကဲ့ပါကျေးဇူးတင်လိုက်တော့ကိုကောင်းရှိရကိုတောင်းရတာအားနာတာပေါ့ရပါတယ်ကိုကောင်းရမေးလို့တော့ဆက်စတယ်နော်ဟုတ်ကဲ့ဒီမလေးကတိတ်တိတ်ကန်ကောင်းတာဘုံချစ်တိတ်ကန်ကောင်းတာဟုတ်ကဲ့ဒီတော့စီးပြီးဝယ်လိုက်အောင်နော်ဟုတ်ကဲ့ပါလိုအပ်တာရှိတယ်ကျွန်တော်ပုံစံလိုက်ဟုတ်ကဲ့ပါဒီလိုစီးရုံတက်ဖို့လိုမယ်ဆိုရင်ကျွန်တော်ဟုတ်ကဲ့ပါပြီဟုတ်ကဲ့ပါမဖိုက်ရန်စာညာနဲ့ကိုကောင်းကျွေးရတဲ့လမ်းမြောက်တော့စားလိုက်မယ်နော် စားပါကျွန်တော်အခုလိုလိုက်ပြီးကူညီပေးတဲ့အတွက်မမကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒါနဲ့ကိုကောင်းတဲ့တော့ဘူးလေဘာတော်လို့လဲ တကယ်တော့ဘာမှမတော်ပါဘူးမရဲ့အရင်တော့ကိုပြောင်ကြီးကတရားရုံးမှာစီရေးကြီးပေါ့အခုပင်စင်ယူလိုက်ပြီဆိုတော့ဘုံကလည်းတိတ်မရှိတော့ဘူးလေဒီကြားထဲမှာသူ့အမေကလည်းခဏခဏနေမကောင်းဖြစ်တယ်သူတို့မိသားစုလေးကိုတနာတာနဲ့ပဲကိုကအခုလိုကူညီပေးနေရတာ အော်ဒါဆိုရင်သူတို့ကိုကူညီပေးလိုက်လို့အနီကျူရှိမှာအကျွေးတင်သွားတာပေါ့ ဟုတ်တယ် အော်မကြည့်ပါဘူးမမကကိုကောင်းကအသုံးပြုံးကြည့်လို့အကျွေးတင်သွားတယ်ထင်နေရ ဒါတော့မမရဲ့ကို့အကြောင်းလည်းကိုပေါ့ကိုလည်းအကျွေးကိုမြန်ဆက်နေအောင်လို့စူးစမ်းနေပါတယ် ကောင်းပါရဲ့ကိုကအလို့ရှင်ကွဲရမှာမကောင်းပြောတာတော့မဟုတ်ပါဘူးဒါပေမဲ့အကျွေးကိုတက်နိုင်တယ်များအမြဲဆုံးဆက်ပါနော်ဘာဖြစ်လို့လဲဆိုတော့အပြင်ကအတိုးတွေအရင်ကြောက်ကိုကောင်းတာ မမရဲ့ကိုလည်းလုပ်တယ်မြန်မြန်ရအောင်စူးစမ်းပြီးတော့အကျွေးမြန်မြန်ကြည့်အောင်လို့လုပ်အောင်ပေါ့ ကိုကောင်းလိုမျိုးစိတ်ကောင်းရှိတဲ့လူတယောက်တည်းအလုပ်တွေအများကြီးလာအပ်ပါစေလို့မမဆုတောင်းပေးမယ်နော်ကိုကောင်းအောင်ဘာဖြစ်လို့အကျွေးတွေမြန်မြန်ဆက်ခိုင်းရလဲဆိုတော့မမတို့လည်းအဲ့အကျွေးကြောင့်မဘွားပြက်ခဲ့ရလေ ဟုတ်လား မမတို့မှမိသားစု3ယောက်ရှိတယ်ဖေဖေရှိတော့ကတော့ပြည့်ပြည့်စုံစုံနဲ့နေနိုင်ခဲ့ပါတယ်ဒါမဲ့ဖေဖေဆုံးသွားပြီးနောက်ပိုင်းမမေကလည်းဘာမှမလုပ်တတ်ဘူးလေအဲ့ဒါကိုလူလိန်တယောက်ကလာပြီးတော့မမေနဲ့အလုပ်ဆက်တူလုပ်ဖို့လာပြောတယ်မမေကအလုပ်ကြောင့်ဘာမှနားမလည်တဲ့ခါကျတော့အဲ့လူလိန်ကအဲ့ရကိုခွင်ကောင်းယူပြီးတော့မမတို့ရှိသမျှစီးစိမ်တွေအကုန်လုံးပြတ်သွားအောင်လုပ်ခဲ့တယ်အဲ့ဒါလည်းမကသေးဘူးအခုမမေကြံခဲ့တဲ့အကျွေးတွေကိုမမအနီကျူရှိမှာအလုပ်လုပ်ရင်းနဲ့ဆက်နေရတယ် အဲ့လိုလားကိုလည်းလေဒီတစ်ခါအကျွေးတွေကြေသွားလို့ရှိရင်တက်နေတော့အကျွေးနဲ့ကြင်အောင်မြင်မယ်လို့ဆုံးဖြတ်ထားမိတာပါဒါနဲ့မမမေကိုလိန်သွားတယ်လို့အခုရှိပြီလား အဲ့လူကအခုချိန်နဲ့မသေးနိုင်သေးဘူးလေအဲ့ဥပကျန်းဆိုတဲ့လူကြီးကိုမမဘယ်တော့မှမမေ့ဘူးမမေကအဲ့စိတ်ကြောင့်တည်သွားတာလေ
မလာပါနဲ့လို့ပြောနေတယ်ဒီအိမ်ကိုရောက်လာဒီညမှာတိုက်တယ်လေရတယ်ဟိုအေးပြီးတော့ဟိုစိတ်လိုပဲတပိတ်အသေးမဟုတ်တဲ့ကြောက်နေပြီအာစီပြန်အောင်နော်ပြန်အောင်ဟေ့ဒီကူလာတာငါပြန်ဖို့လာတာမဟုတ်ဘူးလေးလာစရာတွေရှိတယ်နော်ဒီအိမ်ကငါမသိငါဘူးဟောတွေ့လားတကားတစ်ချက်ကဟာဘာလို့လုပ်လဲဒီနေ့ holiday ဆိုတော့ယူပါနဲ့ဒီညကြလို့ရှိရင်ဒင်နာလိုက်စားပါလား။အော်ရပါတယ်မဟုတ်ပါကြောကျွန်တော်တော့အခုဒီကိုလာရတာအားနာနေတာဗျ။မဟုတ်ပါကြောအမှုအပ်ထားတဲ့အိမ်နဲ့ပတ်သက်ပြီးတော့ထူးခြားတာလေးရှိလို့သာကျွန်တော်ပြောမလို့လာခဲ့ရတာပါ။ဟုတ်ဘာမှထူးခြားမရှိဘူးလဲ။ထူးခြားတယ်ဗျ။ပထမတစ်ခေါက်ကျွန်တော်တို့အိမ်ကိုသွားကြည့်တော့ဟို channel တွေဝင်လို့ရပါမယ်။အိမ်ထဲတွေတော့ကျွန်တော်တို့ဝင်ကြည့်လို့မရခဲ့ဘူးပေါ့နော်။ဒုတိယတစ်ခေါက်ညဘက်ကြီးသွားတော့အဲ့မှာထူးခြားတာစတွေ့တာပဲ။ဘာမျိုးလဲကိုပါ။ပတင်းမောက်တစ်ချက်ကဟာနေတယ်ဗျ။ပြီးတော့ရုပ်တရက်ကြီးမီးလင်းလာတယ်။အဲ့ဒါနဲ့ကျွန်တော်တို့ဆရာတပည့်နှစ်ယောက်အထဲကိုဝင်ကြည့်တော့အဲ့မှာထူးခြားတာတွေအများကြီးတွေ့ရတယ်။ကျွန်တော်တပည့်ကျော်ကြီးကြောက်နေရတဲ့ပဲလှည့်ပြန်လာခဲ့ရတယ်ဆိုပါတော့။ဟိုဒါကတော့ပြောစရာတစ်ခုပေါ့လေ။နောက်တစ်ခုကဟိုမယူပါကျော်စီမှာကျွန်တော်တောင်းထားတဲ့စာရေးစာတမ်းတွေရှိတယ်လေ။အဲ့မှာအင်္ဂရန်မိတ်တူတစ်ခုကလွဲပြီးတော့တခြားလိုအပ်တဲ့စာရေးစာတမ်းတွေမပါသေးဘူးနော်ဟုတ်အဲ့စာရေးစာတမ်းလားအဲ့စာရေးစာတမ်းတွေကိုလေယူပါလိတသေးချာချာကိုတိန်းထားရဲကိုကောင်းရဲ့ဒါပေမဲ့တသေးချာချာကိုတိန်းထားမှမသိတသေးချာချာကိုပြောင်းနေတယ်ကိုကောင်းဟိုယူပါမှလည်းလေကိုတဝင်းခွဲရန်လည်းရှိသေးတယ်အဲ့ရန်ကိုလည်းအမြန်ဆုံးအေးချင်တာဆိုတော့လေအဲ့အိမ်နဲ့ခြံနဲ့ဟိုယူပါနိုင်တော့ပြောင်းကိုတော့အမြန်ဆုံးလုပ်ပြပါလားပြီးတော့အဲ့အိမ်မှာတကယ်တရေချမချတကယ်တရရှိမရှိဆိုတာကိုလည်းကိုကောင်အမြင်ဆုံးစုံစမ်းပေးပါနော်ယူပါလေလူကမကြောက်တာအဲ့တရရတော့ကြောက်တတ်တယ်ကိုကောင်တုံးဆောင်ပါအဲ့ကောင်ပြောဟုတ်ပါကိုကလည်းပြောနေရတယ်တကယ်လားအချိန်တူတူတွင်းမှာအဲ့ဒါတော့ညက်မယ်ဩမတ်ကျူရဲ့ကျွန်တော်အခုလိုသွားနိုင်လာနိုင်စားနိုင်တောင်းနိုင်သုံးနိုင်ဖြုံးနိုင်တယ်ဆိုတာကြိုပြီးတော့အဲ့ဒီအကွက်တွေမြင်လို့ပေါ့ဒီမှာမတ်ကျူတိတ်1000ပဲထက်2လအတွင်းမှာ3000မြတ်စီရဟင်
တကယ် ဩမတ်ကျူရဲ့မတ်ကျူကိုအခုထည့်ခိုင်းတဲ့တိန့်တထောင်ကကျွန်တော်လည်းတက်နိုင်ပါတယ်ကျွန်တော်ကကိုလူရင်းမလို့ရစီချင်းလို့ပြောတာဒီမှာမတ်ကျူအခုချိန်မှာလေကျုပ်ကို3,500ပေးမယ်ဆိုတော့အစင်းနေမယ်သူ့ကိုကျွန်တော်လက်ခံလိုက်ရင်မတ်ကျူနောက်မှနောက်တမရနဲ့အခုကြီးလည်းမရှိတော့ဘူးနော် မမတမီးလားမမကိုမေးဆက်ပြရအောင်မယ်ဒါလေတကယ်ကိုစူးဝိုင်းလို့ပဲရှိတယ်မြင်ရဥပါချင်အခုလေအန်တီကျူကိုစက်တူ share လုပ်ဖို့ဆိုပြီးတော့ share လာထည့်ခိုင်းနေတာတမီးရဲ့အန်တီကျူဒီခေတ်မှာလေအဲ့လိုလေကြီးလေကျယ်ကြီးပြောပြီးတော့လိန်ညာနေသူကအများကြီးပဲဒီကအန်တီကျူရဲ့အဲ့လိုမျိုးတွေကိုဝှေ့ရှောင်တော့တမီးကတတိပေးရပါနော် မတ်ကျူရှင်းဟိုလုပ်ကိစ္စနောက်မှပဲလာပြောတော့နော် ခရိုင်ရုံလေးကိုပါကြမမပြောလို့ကိုပါချမ်းစိတ်ဆိုးသွားနေတယ်နော်သူ့လိုလူမျိုးစိတ်ဆိုးတော့စိုးဝေးစီပေါ့ဖြစ်တယ်ဟောအဲ့ဒီဟိုမာဒီနေ့ပတ်စံနေတော့လာရလာနော် 别那么高。ဘာဖြစ်လာလဲဘယ်လိုပြောလို့ဘာချမ်းကွာဘာပဲလုပ်လို့ဘယ်လိုမတားဆီးမှလုပ်လို့မရဘူးအားလုံးတိတ်တို့မရှိအားတရားမလို့ဆိုတာလည်းမလို့သိတယ်သိပါတယ်ဗျာဆရာကဘယ်မှာတော်စမ်းမရှိဟုတ်တယ်ဗျာဆရာပြည့်တဲ့ကိုတက်တယ်ပါအော်ဟေးအဲ့ဒီဖိုက်တယ်မှာဟာအမိုက်ကြည့်နေတာကွာပေါက်သွားတယ်ရေစီးနေတာတော့အဲ့မဲ့တို့ရှင်းပြရမယ်ဖိုက်ကတော့ဒီအဲ့ဒီအမိုက်ကပြတ်တာတစ်ခုလုံးပြီးလောက်သွားလိုက်ခုအဲ့ဒီမိုက်ကမင်းကလေးမိုင်းကလေးဆရာရဲ့ ဟဲ့ကောင်မိန်းကလေးဆိုတော့မင်းတို့ဘာမှတနာစရာမလိုဘူးအေးသူ့ကိုပထမဆုံးအချိန်နဲ့အေးစေးနေလို့တတိပြုအဲ့ဒါမှမရဘူးဆိုရင်ဘဝကူကောင်းလှုပ်ပေးလိုက်ကွာ အခုအဲ့မိန်းကလေးလိုမှရှိတယ် ဒေါ်ကျူရှင်အလိုလုပ်တယ် ။အိုးဒီဘက်တို့လည်းကောင်းပါလိမ့်လေကွာ။အာဆရာရေမချွတ်ပါခလေးလေးပါ ဟဲ့တားကောင်ကိုအထင်သေးပြီးတော့မင်းတို့ရှော့မယ်ရှော့တွက်လို့ကတော့မင်းတို့ဘဝပြတ်သွားတယ်ဒီမှာအခုငါပြောတာလေအစစအရာအားလုံးစစ်ကြမယ် ။စိတ်ချမ်းကြိတ်ကြပါစေ။ ဒီမှာရှင်းလောက်လမ်းကျဲကိုယ့်ဘက်ကိုသွားရကြအောင် စိတ်ဆော်ရဆော်ရလုပ်တယ်။အမောင်ဆုံးနောက်ဆုံးရသတိပေးကြယူဟာဆောက်တယ် ရှင်းပါရတာပြောနေတာ ။မင်းအယူကနေနေပါနဲ့။မင်းငါတို့ဆရာဥပဒေတွားရတာနောက်ဆက်ပြီးမကြိုးစားပါနဲ့ ဒီကလေးသွားနေစိတ်ဖြောင်း ။မင်းလည်းရှင်းနေတာ။ဟေးကျောင်းတော့မတုံးနဲ့နော်။ဒီမှာမင်းကိုလိုရင်းပဲပြော။ငါတို့ဆရာကြီးလောက်တဲ့လို့ဝင်မရှုပ်ဘူး။ကိုလို့ကိုလီကိုရှိ။ถ้าပြီးဝင်ရှုပ်မယ်ဆိုရင်တော့မင်းရှင်တိုင်းပဲနေတဲ့ကုံဆုံးသွားလိမ့်မယ်နော်။ ကျမတယောက်တည်းဆိုလာပြီးချင်းချောက်နေတာတွေးကြောင်နေတယ်မှာကျမမပါဘူး ဟေးထိုင်ပြီးတတိပေးလိုက်မယ်နော်ငါတို့ကြာအလုပ်ကိစ္စမှာမပါနဲ့မတားနဲ့မင်းအကြံဉာဏ်မပေးပါနဲ့ ဒီမှာအန်ဒီဂျူးဆိုကျမရဲ့လို့ရှိအဲ့ကျမမေလို့ထပ်ပြီးတော့မလိန်ခံရအောင်မမားရအောင်ကျမတို့သတိပေးနေတာပေးပြီးတားရမှာပဲ မမဘာဖြစ်လဲ ဒီလူတွေလေမမောက်လာပြီးချင်းချောက်နေလို့ အဲ့လူမိန်းကလေးတယောက်ကိုချင်းချောက်တယ်ဆိုတာ तू အမှုဖွင့်အမှုမြောက်တယ်နော်အဲ့တော့မင်းတို့ကိုလန်းကိုသွားပါအေးမသွားရင်တော့ငါဖုန်းဆက်လိုက်မှာနော်ဒီမှာမင်းကျမ်းမိုင်လေမင်းကလူဆိုင်ဟေးမင်းလည်းငါတို့မာတာမမေ့နဲ့နော်မမအဲ့လူတွေက
ဥပချမ်းရဲ့လူတွေလေမမကိုလာပြီးတော့ချင်းလာ6လာလုံနေရ အော်ဟိုနောက်ဆိုရင်မမသွားလာတာသတိထားနော် အမကိုကမမကိုအခုလိုမျိုးစိုးရင်မရတဲ့အတွက်ကျေးဇူးပဲနော်မသွားတော့မယ်နော် အော်ခဏနေကိုလိုက်ဖို့ပြပါမယ်မမ ဟိုကိုကလှုပ်အောင်အားရလား မမတို့အချိန်ပေးရမှာပေါ့ကြက်လာသွားရ လူက အော်မယူပါစေဟိုင်ပါဦး ဆိုအောင်လူပေါင်းဖုန်းဆက်ပြီးခေါ်ဘာရေးတိကိစ္စရှိလို့လဲ ဒီလိုဗျအော်ကျွန်တော်အခုလိုက်နေတဲ့မယူပါစေအမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်မေးစရာလည်းနည်းနည်းရှိတော့ပါအေးကျွန်တော်မေးတာတွေကိုတော့မယူပါကြောအမှန်အတိုင်းဖြေပေးစီခြင်းနဲ့ဗျ ကိုကောင်းကလည်းလေမေးပါဒီဘက်ရင်နဲ့ရှိတာအလုံးကိုကောင်းပြောပြမယ် ဟုတ်ပြီဒီအိတ်ချမ်းမြေဂရန်နဲ့ပတ်သက်ပြီးတော့မယူပါကြောစီမှာကျွန်တော်ကိုမပြောဘဲနဲ့ထိန်ချန်ထားတာလို့များရှိနေသလား ကိုကောင်းကလည်းလေအဲ့ဒီအလုံးကိုကောင်းပြောပြထားပြီးသားလေကိုကောင်းရဲ့ ဟုတ်ပါလေဒါပေမဲ့မယူပါကြောကိုကျွန်တော်တစ်ခါပြောဘူးလေနော်မယူပါကြောလက်ထဲမှာအဲ့ဒီအိမ်ဂရန်ရှိနေုံနဲ့မပြီးဘူးဒီအိမ်ကိုပိုင်ဆိုင်တဲ့လူတွေအားလုံးရဲ့သဘောတူညီချက်အဲ့ဒါတွေလည်းလိုအပ်တယ်လို့ကျွန်တော်ပြောခဲ့ဘူးလေအဲ့ဒီအချက်လက်တွေအားလုံးမယူပါကြောရနိုင်ပါမလား ကိုကောင်းကလည်းဒါတွေမလိုအပ်အောင်ကိုကောင်းပဲစီစဉ်ပေးပါလားလို့ဒီဘာကြပါတခုမှနားမလည်လို့ပြောပြီးပြီပဲကိုကောင်းရဲ့ မဟုတ်ဘူးမယူပါကြောကျွန်တော်အခုမယူပါကြောမေးနေရတာမယူပါကြောရဲ့ရှင်းနေတယောက်အနေနဲ့ကျွန်တော်တိတိထိုက်တယ်လို့ထင်တဲ့အရာတွေကိုကျွန်တော်မေးနေတာအဲ့ဒီတော့မယူပါကြောအနေနဲ့ဒီအင်္ဂရန်ကိုဘယ်လိုနည်းနဲ့ရခဲ့တယ်ဆိုတော့ကျွန်တော်အမှန်တိုင်းဖြေပေးပါ ကိုကကျမအဲ့ကလေးခေါ်လာလို့ရှိမဆွဲနေတာမတတ်ပဲထင်သေးတာပဲ အာကျွန်တော်အဲ့လိုပြောတာမဟုတ်ပါဘူးဟိုကျွန်တော်ကမယူပါကြောရဲ့ရှင်းနေတယောက်အနေနဲ့ကျွန်တော်တိတိထိုက်တာကိုပြောတာ ကိုအောင်ကြောင်းရတယ်ကြည့်အောင်လေမကြောင့်တခုလို့ဆက်ဆွဲနေတဲ့ပုံစံကြီးနဲ့ပြောနေပြီးတော့ ကျွန်တော်ပါဗျာကျွန်တော်အဲ့လိုပြောတာမဟုတ်ပါဘူးမဟုတ်ပါဘူးဟိုကျွန်တော်အလုပ်သဘောရကျွန်တော်သိချင်တာလေးကိုမေးတာပါငိုနေပါနဲ့ညင်လို့လည်းမကောင်းပါဘူးဗျာဟုတ်ကဲ့ဒီတော့ပဲတကယ်ဟုတ်ပြီကျွန်တော်တခုတော့ပြောမယ်အေးမယူပါကျော်အခုကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမှန်တရားအတိုင်းဖြစ်အောင်တော့ကျွန်တော်စောင့်ပါမယ် မသိဘူးအဲ့ကလေးယူပါနိုင်ဘူးကောင်းဆရာကိုကောင်းလို့ပြန်ကောင်းတာပါဒီပါပြန်တော့ ခါကြည့်ပါလားခါလိုက်ဟိုကျွန်တော်အိမ်ရှိကတော့အဲ့လိုမျက်ရည်နဲ့ငိုယူပြီးတော့ထွက်မသွားပါနဲ့ဗျာသူများလည်းမြင်တယ်လို့ထင်ပါစို့ အဲ့ဆိုလို့ရှင်လဲဒီကတော့ကိုကောင်းအပြည့်ဝယူလိုက်တော့ဒီကိစ္စနိုင်ကြလို့ရှင်ကောင်းကိုအဲ့လိုအရင်အောင်ပြည့်စုံ ယူပါမင်းအပ်ထားတဲ့ရှေ့နေနဲ့ဒေါ်ကျူရှိမှလုပ်တဲ့ကောင်မလေးနဲ့အဆက်အသွယ်ရှိတယ်နော်အဲ့ဒါကိုငါတို့သတိထားရလိမ့်မယ် မခဏနေမကျင်းလို့မဟုတ်ဘူးမခဏနေပါဦးမဘာဖြစ်လို့ထွက်ပြေးရလဲမရဲ့
ပြေးတာမဟုတ်ဘူးသူများတွေตายရနေတဲ့ကြာမှာကိုကြောင့်အနှောက်ယှက်ဖြစ်မှာစိုးလို့လေကိုလည်းကြရင်လည်းဝက်လက်မှာကြောက်တယ်လေ မဟုတ်ဘူးမမရဲ့ယူပါကျိုးနဲ့ကိုနဲ့ဘာမှမဆိုင်ဘူးရိုးသားသားပါ ရိုးသားတော်တော်ရိုးသားပဲနော်ဟိုကလက်ကလေးကိုင်းပြီးစကားပြောနေရအောင်လေဘဝမှာတစ်ခါမှမရဘူးလို့ตายရနေတဲ့မျက်နှာမျိုးကြီးနဲ့ အော်ကြည့်ဟမ်အခုမှမမရဲ့မျက်နှာကိုတခြားကြည့်မိတယ်မမလေးစိတ်ကောက်တဲ့မျက်နှာလေးအရန်ချစ်ဖို့ကောင်းတာပဲနောက်ဆိုရင်မမကိုတစ်ခုမဟုတ်တစ်ခုစိတ်ကောက်အောင်အမြဲတမ်းစားသိလား ဒီမှာလူချစ်စရာကောင်းတယ်ပြောရင်စိတ်ဆိုးပြင်းမှန်မှတ်နေလားအဲ့လိုမျိုးပြောတဲ့လူတွေများလို့ဒါကုတော့မထူးဆန်းတော့ မမကလေစကားတော်တော်တက်တာလေဒီကရှိနေတာဘာပြန်ပြောရမှမသိတော့ဘူးတကယ်ပါအဲ့ယူပါကျုံနဲ့ကိုနဲ့ရိုးရိုးသားသားပါဒီမှာသူနဲ့ကိုနဲ့ဆက်ဆံတယ်ဆိုတာဘာအကန့်မှမရှိဘူးအလုပ်တဘောပဲဆက်ဆံတာသူ့လုပ်ပြီးမှကိုကပတ်စံရမှာလေကိုပတ်စံရမှာဒီကတောင်းမမရဲ့အကျွေးကိုလည်းဆက်နိုင်မယ်ပြီးတော့ဒေါ်ပူးရဲ့ဆေးဘိုးဝါခါကိုလည်းပြည့်ပြည့်စုံစုံထောက်ပံ့နိုင်မှာပေါ့မဟုတ်ဘူးလား ကိုကတနာကျင်တဲ့စိတ်တော့တော်တော်ရှိရနော်တချို့လူတွေများကြတော့လေလူကြီးလူကောင်းရောင်နေဆောင်ပြီးရှုံးမာနေလိုက်ကြတာလူတွေရဲ့အတွင်းစိတ်ကအရန်ကြောက်ဖို့ကောင်းတာပဲ တကယ်ဆိုရင်လေလူတစ်ယောက်ဟာကိုချင်းတရားနဲ့အကျင့်စာရိတ္တအရေးအကြီးဆုံးပဲဘလောက်ပဲပညာတွေရှိနေကိုချင်းတရားနဲ့အကျင့်စာရိတ္တမကောင်းဘူးဆိုရင်အဲ့ဒီလူတစ်ယောက်ရဲ့ဖြစ်တည်မှုအလကားပဲမမရဲ့ကိုကတော့လေဖြောင့်မတ်တဲ့အကျင့်စာရိတ္တကိုတက်တဲ့ပညာနဲ့အသက်မွေးဝမ်းကြောင်းပြုပြီးတော့လူတွေကိုတတ်နိုင်တဲ့လောက်ထောက်ပံ့ပေးနေတာ ကိုကောင်အချင်းစာရိုက်တာဆိုလို့မတခုလောက်ပြောကြည့်မယ်နော်ဟုတ်လေကိုကောင်းစီမှာအလုံးအပ်တဲ့ယူပါကြောကလေသူ့ပုံစံမိန်းကလေးတယောက်အနေနဲ့သူ့ရဲ့အပြုမှုတွေအရင်တင်ရဲလွန်အားကြီးရယ်မမထင် तू ကသူ့မှုမနိုင်မှုအတွက်ကိုကောင်းကိုသူ့ရဲ့မာယာရည်နဲ့မြှုပ်ဆွဲနေရလားမသိဘူးသူ့တော့ရှော့မတော့တင်အောင်ထင်တယ်နော် မမရဲ့မမအခုလိုသတိပေးတာကိုကျေးဇူးအများကြီးတင်ပါတယ်ဒါနဲ့ကိုကောင်းမသိလို့တခုတော့မေးပြရစီရောမမကလေယူပါကျော်နဲ့ကိုအခုလိုမျိုးစိုးရိမ်တာတွေအဲ့တမုံတိုးတာတွေကဘာဖြစ်လို့လဲဟမ်မသိဘူးလေဘလို့ပြောတတ်မှာလဲ အော်မပြောတတ်ဘူးလားအော်မမပြောတတ်ဘူးဆိုလို့ရှိရင်တော့မမကိုစားကိုနည်းနည်းစဉ်းစားပြီးပြောကြည့်မယ်နော်အခုလိုတမုံတိုးတာတွေစိတ်ကောက်နေတာတွေကကိုစိတ်ဝင်စားတော်ယုံတောင်ပဲကောင်းတယ်နော် အဲ့လိုမဟုတ်ဘူးဟာမဟုတ်လုံးဝမဟုတ် ဟုတ်မလားလို့ မဟုတ်တော်ပြီစိတ်ကောက်အောင်မလုံးနဲ့နော် အော်မလုပ်ပါမလုံးနဲ့ပြင်မယ် မဟုတ်ဘူးတော်နင်း ဘယ်ဟိုနင်းရမှာ မဟုတ်ဘူးကိုနင်းမယ်လို့မလို့နော်နင်းမယ်နော်ကိုက ဟောယူပါကျော်ညာကြီးအချိန်မတော်ပါလားဗျာဒါတွေက ကိုကောင်းတယ်လေ အော်ဒါတွေမလိုပါဘူးဗျာကျွန်တော်ရဲ့လိုအားတန်ဖို့ကိုလည်းကျွန်တော်အပြည့်အဝယူထားပြီးပြီဆိုတော့ဟိုဒါတွေပေးစီရမလိုပါဘူး ကိုကောင်းကလည်းလေကိုကောင်းအောင်စားစေချင်လို့ယူပါစေတနာအပြည့်အဝနဲ့အရှူလာတာမြူလို့ရှင်တော့အမုန်းလို့စိတ်ဆိုးပြတ်ပါ အော်ဟုတ်ပါဘူးဗျာဟုတ်ပါပြီဟိုဒီတစ်ခါတော့ကျွန်တော်လက်ခံလိုက်ပါမယ်နောက်ပြီးတော့တခုတော့ရှိရဗျာဟိုဒီလိုညာကြီးအချိန်မတော်တော့ဟိုမကြီးပါကျော်မလာစေချင်ဘူးဘာဖြစ်လို့လဲဆိုတော့ပတ်ဝန်းကျင်ကမြင်သွားလို့ရှိရင်ဟိုမကြီးပါကျော်တမျိုးထင်သွားမှစိုးရိမ်နေအဲ့ဒါဟောမကြီးပါကျော်ဒီကိုလာတာတခြားထွေထူးကိစ္စတွေရှိသေးလား ရှိတာပေါ့ကိုကောင်းရဲ့ယူပါလဲလေတနေ့လေးအခုအမှုဖြစ်နေနေအင်အားကိစ္စနဲ့ပတ်သက်ပြီးခေါင်းလေးကိုကြိုက်စိတ်ကိုရှုံနေရတာ ဒီကိစ္စတရားမှတ်မှုဖြစ်နေလေတော့ခါဟိုနှုတ်နှစ်ဖက်ပြေလေသွားအောင်လည်းမပြီးဘူးဗျဟောတခြားလူတွေကလည်းပါဝင်ပတ်သက်မှုတွေရှိနေတာဆိုတော့ဟိုနည်းနည်းတော့ကြားမယ်တော့မကြီးပါ ကိုကောင်းကလည်းလေအဲ့အိမ်နဲ့
ချန်တဲ့ကိစ္စနဲ့ပတ်သက်ပြီးဟိုခင်ကဒီမှာတက်လက်ထဲမှာရှိနေတယ်တခြားဘာလို့သေးလို့လဲ မဟုတ်ဘူးမယူပါကျော်ကျွန်တော်ရှင်းပြရတယ်နည်းနည်းနားထောင်ပြပါဦးမယူပါကျော်စီမှာအဲ့ဒီအင်္ဂရန်နေရှိနေုံနဲ့လည်းမပြီးဘူးဗျအေးမယူပါကျော်ရဲ့ဦးလေးကမယူပါကျော်ကို तू မသေးခင်မှာဒီအိမ်နဲ့ခြံကိုစာချုပ်စာတမ်းနဲ့လွှဲပေးခဲ့ပါတယ်ဆိုတဲ့စာချုပ်စာတမ်းကိုပြအောင်လည်းမရဘူးနော်အေးအတိတက်သေးတွေရဲ့လက်မှတ်ပါအောင်လည်းမရဘူးဗျအေးအတိတက်သေးတွေရဲ့ထွက်ဆိုချက်တွေလိုသေးတယ်အပြီးတော့အဲ့ဒီမယူပါကျော်ရဲ့ဦးလေးရဲ့သားပေါ့နော်အဲဦးလေးရဲ့သားကလည်းမယူပါကျော်ကိုလွှဲပြောင်းပေးခဲ့တယ်ဆိုတာကိုသူ့အနေနဲ့ဒါသဘောတူညီပါတယ်ဆိုတဲ့ထွက်ဆိုချက်မျိုးပဲလိုသေးတယ်အေးအဲ့ဒီထွက်ဆိုချက်တွေအားလုံးရမှာမယူပါကျော်အေးခြံနဲ့အိမ်ကိုပိုင်ပါ ဟာဟိုကောင်ပြောမှာပဲဒီမှာတောင်းနေတာစုတ်လာပြီအဲ့ဒါလည်းနားမလဲဥပဒေကြောင့်လည်းမသိဘူးဘာကြောသိတာဟာရဟိုကောင်ပြောတယ်သိတယ်အားကြောင့်လို့လေကောင်းရှင်းနေပြင်လာပါလို့ဟာပဲနော်အဲ့အိမ်နဲ့ channel ပိုင်ဖို့ကိုကောင်းရဲ့ရှင်းနေပြင်ရတယ်ဘာကြောင့်ယူပေးရလဲအော်လို့ ဟုတ်ပါပြီအဲ့ဒီအမှုကိစ္စနဲ့ပတ်သက်ရင်တော့ကျုပ်အစွမ်းကုန်ဆောင်ရွက်ပေးလို့ရပါတယ်နော်အော်မိုက်ပါကြောင့်ဟိုညလည်းမိုးချုပ်နေပြီဆိုတော့အကြာကြီးတော့မနေသင့်ဘူးနဲ့တူတယ်ဟိုပြန်လိုက်တော့နော်လာလာရေမြားပြီလာဒီပါကြောင့်မလက်ထက်လိုက်ပို့လိုက်နော်ဟုတ်ကဲ့လားကောင်းတိုင်းနဲ့ဟုတ်ပါပြီအစီရဲ့ဘာဖြစ်လို့ဒီတရေ6တဲ့အိမ်ကြီးမှာလာနေရကိုယ့်အကိုရုံးကမှထိုင်နေပါလားဗျာ ဟဲ့ငါဒီအိမ်ကြီးကိုသွားတယ်ဆိုတာလာကသွားလေရမဟုတ်ဘူးနော်ဟာနေတဲ့ခွင်းဆက်တွေကိုစီးလို့ရအောင်လို့ငါသွားနေတာ ဟာအဲ့ရှင်းနေစုံတော်ကြီးရဲ့ဒီဟနေတဲ့ခွင်းဆက်တွေကဘယ်နေရာများဟနေလို့လဲဗျာ ဒီလိုကွာအဓိကတော့ယူပါကြော်ပဲယူပါကြော်မျက်နှာမှာလောဘအငွေ့အသက်တွေငါမြင်နေရတယ်အေးအဲ့ဒီယူပါကြော်ကဒီအိမ်နဲ့ဒီခြံကိုအရန်ကိုပိုင်ဆိုင်ခြင်းနေတာအရန်ကိုလိုချင်နေတယ်ဟိုနေ့ကကွာငါမသိရင်အောင်ဆောင်ပြီးတော့အဲ့ဒီအင်္ဂရန်ကခိုးထားရင်လည်းနင်းလက်ထဲမှာရှိနိုင်တာပဲဆိုတဲ့ပုံစံမျိုးငါပြောလိုက်တာဟာချက်ချင်းကိုဒေါသထွက်သွားတာနော်အေးအဲ့ဒါမယိုးသားဘူးပြီးတော့ကွာငါလိုအပ်ပါတယ်ဆိုတဲ့အချက်လက်တွေကိုလည်း तू ဘာတစ်ခုမှမပြနိုင် အစီရဲ့ဒေါ်ယူပါကြောင့်မယိုးသားတာနဲ့ဒီအိမ်နဲ့ဘာဆိုင်လို့လဲဗျာ ဆိုင်တာပေါ့ကွာတိတ်ဆိုင်တာပေါ့ဒီအိမ်ကြီးမှာငါလိုချင်တဲ့အချက်လက်တွေရှိနေတယ်ဒီအိမ်ကြီးမှာလျှို့ဝှက်ချက်တွေအများကြီးရှိနေတယ် အစီရဲ့ဒေါ်ယူပါကြောင့်အမှုနိုင်မှာကျွန်တော်တို့ပတ်ဆိုင်ရမှာလေ ဟဲ့ငါရှိနေအလုပ်ကိုလုပ်တာပတ်စံတစ်ခုလေးတွေလုပ်တာမဟုတ်ဘူးအမှန်တရားကိုဖော်ထုတ်နေတာကွာနော်သမင်းစားဖို့ဒီလုပ်ကိုလုပ်တာမဟုတ်ဘူးဒီလုပ်ကိုလုပ်ပြီးအမှန်တရားကိုဖော်ထုတ်နေအောင်ကြိုးစားနေတာမင်းနားလဲလား ဟုတ်ကဲ့ စကားများလေလား အစီဟင်ကိန်းနေစီဘူးလားအစီရဲ့ဘုရားကလည်းတေးကြောက်တာပြီအစီမင်းရတယ်ကွာကြောက်တက်လိုက်တာလုံရောဒီမှာမင်းစိတ်ထဲမှာအကြောက်တရားတွေဘယ်တော့မှမကြီးစိုးစေနော်အကြောက်တရားတွေကြီးစိုးသွားပြီဆိုတာလေလူဆိုတာရှည်ရင်းနဲ့ပေးတာနဲ့အတူတူပဲကွာမှတ်တာနော်ဘာကိစ္စခြံထဲဝင်လာ အဲ့ဒါကျွန်တော်တို့လူကောင်းတွေပါ ဘာကြောက်ကိစ္စနဲ့မှအိမ်ထဲဝင်ကြရမရှိဘူးအခုပဲငါတကောင်မြုပ်လာဒီတစ်ခါမင်းတို့နဲ့အောင်လဲပဲ ဦးလေးအခုပဲတယောက်တက်လာတာဟိုကျွန်တော်တို့နှစ်ယောက်တက်လာမသိဘူး ဟုတ်ဦးလေးဆုံးဖြတ်ချက်မစောပါနဲ့ဦးလေးဆုံးဖြတ်ချက်စောလို့ရှိရင်အမားပါတတ်ပါတယ်ခင်ဗျဟိုကျွန်တော်ကလေအစိုးရရှိနေတယောက်ပါမယူပါကြောကဒီအိမ်ကြီးနဲ့ပတ်သက်ပြီးကျွန်တော်အမှုအပ်ထားလို့ခင်ဗျကျွန်တော်လာပြီးလေ့လာတာ ဟောဒီမိန်းမမင်းစီမှာအမှုအပ်ထားတယ်ဟုတ်လား အော်ဦးလေးကမယူပါကြောသိတယ်မလားဒီအိမ်ကသူ့ဦးလေးရဲ့အိမ်ဆိုဘာလဲဦးလေးကျွန်တော်ပြောတာတခုခုများမှားနေ မင်းရဲ့ရုပ်ရည်နဲ့မင်းရဲ့ပြောစကားအရာမင်းဟာလူကောင်းတယောက်ဆိုတာငါသိခံတယ်ကဲအိမ်ထဲဝင်အောင်ကဲထိုင်ရ
မင်းခုနပြောတယ်ဒီအိမ်ကြီးဟာယူပါကျော်ရဲ့ဦးလေးအိမ်ဆိုတာလွဲနေ ဟာဘလို့လွဲတာလဲဗျ ဦးလေးရှင်းပြပါဦးလေးနာမည်ကဦးညုံမောင်တဲ့ဒီအိမ်နဲ့ဒီခြံရဲ့ပိုင်ရှင်ဆရာဦးသက်ပိုင်ရဲ့လူယုံပေါ့ကွာအေးသူ့မှာဘာတူမှမရှိ ဟာယူပါကျော်ပြောတော့အင်္ဂရန်တွေကိုသူ့ဦးလေးကတရားဝင်လွှဲပြောင်းပေးအပ်ခဲ့တာဆိုဒါဆိုရင်ယူပါကျော်စီမှာအဲ့အင်္ဂရန်ဘလို့ရောက်နေရလဲ ဦးလေးရှင်းပြပါဆရာဦးသက်ပိုင်မှာသားတရားပဲရှိတယ်သူ့နာမည်ကဇော်သက်ပိုင်ဇော်သက်ပိုင်ကအရန်ဆိုးတာဆရာသက်ပိုင်မျိုးမျိုးဒုက္ခပေးတာနောက်ဆုံးမူရစီဝါစွဲသွားအေးမောင်ရင်စီမှာအမှုအပ်ထားတဲ့ယူပါကျော်ဆိုတာဇော်သက်ပိုင်ရဲ့ရည်စားပေါ့ကွာအေးယူပါကျော်ကဇော်သက်ပိုင်ကိုဘယ်လိုစီးရုံးလိုက်လဲတော့မသိဒီခြံနဲ့ဒီအိမ်ကြီးရဲ့ကြံကိုဇော်သက်ပိုင်ကယူပါကျော်ကိုခိုးပေးလိုက်တာဒီကိစ္စကိုဆရာဦးသက်ပိုင်သိသွားတဲ့အချိန်မှာဒေါသဦးပေါက်ကွဲပြီးတော့ဒီနေရာမှာရင်အုံနောက်သွေးကြိုးပြတ်ပြီးတော့ဆုံးသွားတယ် ဟုတ်ပြီကျွန်တော်ဇက်ရည်တော့နည်းနည်းလဲလာပြီဒါဆိုရင်ဦးသက်ပိုင်ရဲ့သားဇော်သက်ပိုင်ကအခုဘာမှလဲ ဇော်သက်ပိုင်ကတော့သူ့အဖေရက်မလဲခင်မှာမူရစ်စေဝါရောင်းဝယ်သုံးဆွဲမှုနဲ့အဖမ်းခံရတယ်လေအခုတော့ထောင်ထဲမှာပေါ့လွတ်ဖို့က2 နှစ်လောက်လိုပါသေးတယ် ဟုတ်ပြီဒါဆိုရင်နောက်တစ်ခုကဒီအိမ်ကြီးမှာတရေချုပ်တယ်ဆိုတဲ့ကိစ္စအောင် ဦးလေးကဆရာဦးသက်ပိုင်ရဲ့လူယုံတစ်ယောက်ပါဆရာဦးသက်ပိုင်မရှိတော့ဘူးပဲဆရာဦးသက်ပိုင်ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာမှန်သမျှကိုကာကွယ်ဖို့ဆိုတာဦးလေးမှတာဝန်ရှိပါတယ်ဦးလေးလည်းညံမီတလောက်လှုပ်တာပါကွာ ဟုတ်ပြီသဘောပေါက်ပါပြီဒါဆိုရင်ဒီကိစ္စတွေအားလုံးကဦးလေးဖန်တီးခဲ့တာကြီးပဲပေါ့ဆောင်းရသွားမှာပါနော် တာတို့ပါကွာတာတို့ပါအခုလိုသူတော်ကောင်းနဲ့တွေ့ရတာဦးလေးလည်းဝမ်းသာတယ်လို့ဦးလေးရဲ့ဆရာဦးသက်ပိုင်လည်းဝမ်းသာနေမှာပါဒီအိမ်နဲ့ဒီခြံကြီးကိုပိုင်ရှင်အမှန်ပြန်ရပါစေလို့ဦးလေးဆုတောင်းပါတယ်ကွာ ဟုတ်ပြီ မတူကြီးကကြောင်းပြီးသွားပြီလား ဟုတ်ကြောင်းပြီးပါပြီဗျဟုတ် ဟောဒါဆိုရင်အတော့အလုပ်တွေဝိုင်းကူလုပ်ပေးနေတာပေါ့ ဒီလိုပါပဲဒါပေမဲ့ကျွန်တော်ကအတော့ရဲ့လုပ်တွေတိတ်စိတ်ဝင်စားအောင် ဟေးဒါဆိုရင်ဘာဝါသနာပါလို့လဲပေါ့ ကျွန်တော်ကတချင်းဆိုချင်တာဗျဟိုနာမည်ကြီးဆိုတော့တယောက်ဖြစ်ချင်တာ ဩဟုတ်ပြီမင်းတို့တွေကလူငယ်တွေဆိုတော့ဘာအလုပ်ပဲလုပ်လို့အောင်မြောင်လုပ်ပါတခုတော့ရှိတယ်ကွာ TCT နဲ့ပတ်သက်လို့ဥမာအပေါင်းအသင်းမိတ်ဆွေတွေအများကြီးရှိတယ်နောက်ကြရင်မိတ်ဆက်ပေးမယ်ပေါ့ဟုတ်လား ဟုတ်ကျေးဇူးပဲဟုတ် အေး ကိုပါကျန်ရောက်နေရကြပြီလားကျမလေးမနေ့ကခေါင်းနဲ့အုံလုံးဖြစ်နေလှဲနေတာစောင့်နေရ sorry နော် မတ်တူရဲ့အသက်လေးကငယ်ငယ်လေးရှိသေးတယ်ကျမ်းမာရုပ်လည်းဒူးဆိုင်ဟုတ်စီးပွားရေးပဲကုန်းယုံမိရှာနေတယ်ဟုတ်ဗျဟမ်ကို့ကိုမှီပြီးစားမဲ့လူတွေရှိတာမဟုတ်ဘူးဘယ်လိုလဲအိမ်တော်လေးပါလိမပြုတ်တော့ဘူး အမလေးတော်ပါတော့ကိုပါကျန်ရဲ့ဒီတက်ဒီရွယ်ကတော့အိမ်တော်လည်းမပြုတ်တော့ပါဘူးဟောရတူလေးကိုပဲလေသားလေးလို့ပြုစုစောင့်ရှောက်နေရတာ တော်လေ အေး ပြန်သွားပြန်ရှိလို့ချိန်လာတာရှိလို့ အော်အေးသွားလေသားဒါပေမဲ့မိုးမချုပ်သေးနဲ့နော်ဒေါ်လေးစိတ်ပူတယ် ဟုတ်ကဲ့ပြန်သွားလိုက်ပါဦးဗျ ဟာအေးကွာအေး အော်ဒါနဲ့ကိုပါကျန်ဘာကိစ္စများရှိလို့လဲ ဩမတ်ကျူကလည်းအရင်တစ်ပတ်ကပြောထားတဲ့အလုပ်ကိစ္စလာမေးတာလေစီမံကိန်းကစနေပြီမတ်ကျူရဲ့သဘောထားကိုသိကျင်လို့ဒီဘက်မှာရှယ်ယာတက်မဲ့လူကအစင်းစင်းရှိနေတာနော်မတ်ကျူမထက်နိုင်ဘူးဆိုရင်ကျွန်တော်ဟိုဘက်ကိုလက်ခံလိုက်မှာ အော်အဲ့ကိစ္စလားထက်မယ်လေထက်မှာပေါ့ဘာလို့မဲ့ကျမထက်မယ်ဆိုရင်ဟိုဟာလေအဲ့လိုငွေကိုဘလို့ခွာပြီးတော့အချိန်ကိုဘလို့ပေးရမလဲအဲ့ဒါလေးသိချင်တယ် ဟောမတ်ကျူသိန်း 1000 ထည့်ရမယ်လေရှယ်ယာပထမအရင်နေကဟိုသိန်း900ထည့်ပေးရမယ်တပတ်ချပြီးတော့သိန်း200ထည့်ပေးရမယ်ကျန်တဲ့သိန်း300ကိုနောက်တစ်ပတ်မှာအပြီးချေပေးရမယ်မတ်ကျူရဲ့ အချိန်ကနည်းနည်းတော့ကတ်တယ်နော် ဩမတ်ကျူကလည်း
2 လအတော်တွင်းမှာသိန်း3ပေါင်မြတ်မဲ့ကိစ္စလေးမကျွဲ မမသမီးနောက်ကြလာရလားအန်တီကျွန်တော်စိတ်ပူနေတာလာ အဲ့ခုသွားတော့လည်းသူကပတ်စံပေးလို့ရှင်းနေလို့အန်တီအဲ့ဒါတော့ကြာ ခဏနာအန်တီကျွန်တော်မလေးဒီမှာတနေ့ share အောင်လို့အဲ့ကိစ္စပြောနေတာ ဟုတ်လား အန်တီ share အောင်ရတာ အန်တီကျတေချာစဉ်းစားပါဦးဒီခေတ်မှာလူတွေများတိတ်ပေါ်လာတော့ကိုယ်အန်တီကျတကယ်ထဲရမယ့်ပတ်စံတွေကငွေအဆက်အန်တီကျအမြင့်တယ်ရမယ်နောင်တရည်နေမှာ ဟဲ့ဒီမှာမင်းစကားတွေကသိလွန်သွားပြီးတော့မင်းကမတ်တူရဲ့ဝန်ထမ်းမလားဝန်ထမ်းနေရာမှာနေကွာကိုမတက်ကျွမ်းတဲ့နေရာကိုဝင်ပါစားမလို့ဝင်ပြောစရာမလို့မင်းအလုပ်ကငွေအကျွေးလိုက်တောင်းတဲ့အလုပ်အဲ့ဒီလုပ်ပဲလုပ် ဟုတ်တယ်ကျမအန်တီကျဝင်တယ်အဲ့တော့အန်တီကျလာစာပေးတာကိုယူထားတယ်သူကျေးဇူးရှိတဲ့အတွက်သူမဖြစ်တင်တာမဖြစ်ရအောင်ကျမတားစရာရှိရတော့တားရမှာပဲအန်တီကျကခဲမမှန်ဘူးတဲ့ကျမတို့ကခဲမှန်မှုတဲ့စတငယ်တွေဒီမှာခမ ्या ကြီးကိုမှန်နေပြန်ကြည့်ပြီလားခမ ्या ကြီးကမင်းသားလားမင်းသားမျက်နှာဖုံးဆွတ်ထားဘလူးလားဆိုတော့ မင်းငါရဲ့ကိုကြည့်တရားကိုမစော်ကားနေပြီနော်ဒီမှာမတ်တူကျုပ်စီဝိုင်းနဲ့ပတ်သက်ပြီးဘာမှဆက်မပြောနိုင်ဘူးခင်ဗျာစိတ်ဝင်စားတယ်ဆိုရင်ကျုပ်ရှူလာခဲ့တယ်ကျုပ်သွားမယ် မမရဲ့ဘယ်လိုပြောရတာလဲကိုဘာချမ်းတော်တော်စိတ်ဆိုးသွားပုံရရနော် စိုးပလီစီဘောအန်တီကျရဲ့တမိဘာဖြစ်လို့အဲ့လောက်ထိအမုန်းခံပြီးပြောပြီးနေရလဲသိလားအန်တီကျကို तू လိမ်မာစိုးလို့ သမီးကဘာလို့အဲ့လောက်အတက်ပြောနိုင်ရတာလဲ အန်တီကျမမေကိုလိမ်သွားတဲ့လူကဘယ်သူလို့ထင်လဲအဲ့ဘာချမ်းဆိုတဲ့လူကြီးကလိမ်သွားတာ ဟဲမမရဲ့ဟုတ်ရဲ့လား အန်တီကျရဲ့အန်တီကျကိုတမိညာပြီးပြောတော့ဘာကြိုးရှိမှမလို့လဲအလိန်ခံရလေအန်တီကျပတ်စံနေတမိပတ်စံမမတမိအနေသာကြီးဒါပေမဲ့မမေလိုမျိုးအလိန်ခံမှာဆိုတမိပြောပေးနေရ မမရဲ့သမီးကိုလေအန်တီကျဘယ်လိုကျေးဇူးတင်စကားပြောရမှန်းမသိတော့ပါဘူး ရပါအန်တီကျရဲ့ ကဲဆိုပါအောင်သွားစီလိုက်ပြီခိုင်းနေမေးချက်ရှိတယ် ဒီလိုဗျကျုပ်ခမည်းစီကိုလာရတာကျုပ်မရှင်းတဲ့ကိစ္စလေးတော့ပြီးတယ် ကိုကောင်းရဲ့ကိုကောင်းတော့ဒီကခဏမှပြောပြနေခိုင်းနေထန်တယ်ကဲမေးတာကြည့်ရနားမှာအေးတက်လိုက်အောင်နော် ရတယ်ပြော ကိုကောင်းရဲ့အေးလေးတောက်ဒီမှာပြောကြရှိတာပြောနားထောင်ဟုတ်လားမေးချက်ရှိရလဲမမေးဟောဆရာ ခမည်းဇော်တက်ပိုင်ဘာဖြစ်လို့ထောင်နေတာပါလဲ ကိုကောင်းလည်းကိုကောင်းအဲ့ကိစ္စပြောတာ ချမ်းစောက်ဦးလူပေါင်းတယ်သူကကျုပ်အကြောင်းဆုံးရှင်းပြလိုက်ခင်ဗျာဦးတက်ပိုင်ရဲ့လူမမဟုတ်ဇော်တက်ပိုင်ရှိတာအဲ့ဒါဟုတ်ပါလား ကိုကောင်းကလည်းစောတက်ပိုင်နဲ့ပတ်သက်မှာတော့တက်ပိုင်နဲ့လည်းဘာနဲ့ပတ်သက်ပြီးပေါ့ဟာတက်ပိုင်ရောဘာပဲအစားရရသူစဆောက်ချခဲ့ရတာအဲ့ဒါကိုယ်ပြီးနေပေါ့ဟုတ်လား လုံးမိုက်ပါကျွန်တော်သိထားရတယ်တွေ့ခင်ဗျားကဇော်တက်ပိုင်စီးမှုနေတဲ့အချိန်မှာအဲ့ဒီအိမ်နဲ့အဲ့ဒီခြံကိုလိုချင်လို့ခင်ဗျားအိမ်ပွဲကိုယူထားတယ်ပြီးတော့အဲ့ဒီအမှုနိုင်အောင်ခင်ဗျားကျုပ်စီမှာဟုတ်တယ်မလား ဟမ်
ကဲပြောပါဦးဟုတ်တယ်ဒီမှာဇော်သက်ပိုင်ကျုပ်ထောက်ဝင်တာသွားတယ်သူကျုပ်ကိုအားလုံးပြောပြလိုက်သူခမ ्या ကိုအရန်စိတ်နာတယ်တောင်းသားတွေလည်းရနေတယ်အဲ့တော့ကျုပ်ပြောတာဟုတ်တယ်မလားခမ ्या ဖန်တိုင်းပြောလိုက်စမ်းပါဒီနေ့ကျမရှင်းနေပြီအဆန်ပြီးဟာကျမအခုနိုင်ဖို့အတွက်ရှင်းတော့ပြန်ရှင်းတော့ဘို့ဥပဒေဆိုတာရှိတယ်ဥပဒေကိုအဲ့လိုလုပ်လို့ကျုပ်ဒီကရကောင်းကြရတာဘာယူပါကြောခင်ဗျာဒီအေးထဲမှာဘာထည့်တာဟမ်ဘာထည့်တာလဲလို့ပြောတော့ကိုကောင်ရှင်းဟာလေတော့လေပြီလားလေပြီးတော့တစ်ပတ်မပြည့်ဘူးဆိုရှင်းလို့ပြောကျင်းနေတော့တော့အေးပြဟုတ်တယ်ဟုတ်စမ်းကိုကကဲမမဖမ်းလာတယ်ဘယ်လိုတော့ဖမ်းလာလက်ပါလို့ဆိုင်ရမို့ကွာဒီတော့ကိုရမကွာသူ့လူကြမှာတော့လိုလဲဆုံးတော့ပြီလေစိတ်ရပါရှစ်တမပြတိုင်းလာခက်တယ်ဒီလိုချင်းနေလို့ရောက်သွားစရာအကြောင်းရှိဒါနဲ့ရှင်ပြင်ဆင်ခြင်းနဲ့ဆိုရင်တော့ပြင်ဆင်ဖို့ချိန်ရပြီနော်ဒါမှမဟုတ်ရင်တော့ချင်းနေကဒီထက်ပိုပြီးစိုးသွားမယ်ဒီမှာကြောငါမင်းတို့ကလေးမချစ်လို့တော့မလုပ်ဘူးကွာနော်ငါမချစ်လို့လုံးလို့ရတယ်မမမဘာမှမလုံးနဲ့တော့အရေးထဲမှာတန်ရောစင်လိုက်ပွဲလေးအတွက်စိုးရင်နေတာကိုကဲပါကွာတန်ရောစင်လိုက်ပွဲလေးမြဝါထင်နေမြင်သွားအောင်အဲ့ဒီစုံတော်ကြီးကိုဖျောက်နေနည်းနည်းပါပြုစုပေးလိုက်စမ်းကွာမတရားမလုပ်နဲ့ဟုတ်လားမင်းကြတော့ငါရဲ့အလုပ်ကိုနှစ်ခါတိတိဖျက်လို့ရဖျက်စီပြီးလုပ်ခဲ့ဟောဒီရှင်းနေကြငါရဲ့အသေးလေးရဲ့ငွေအကုန်လုံးပွားကြအောင်ဟမ်ဒီမှာဘာချမ်းအလုပ်ကိုနောက်ချက်တဲ့သူမှန်တယ်များဟဲ့မင်းတို့ကြောင်ကြတယ်မဟုတ်လားမိမများကိုကျိုးတော့ရိုက်စီရလားကွာဟမ်မင်းတို့တိုက်စီကျိုးပြပြီလားဟောတာဘာလဲလေဒီလိုလည်းမဖြစ်စေနဲ့သူတို့စဉ်းစားဖို့အခြေကြီးတော့ပြီးနေပါဟုတ်တယ်ငါအသေးလေးပြောတာကမမင်းတို့နှစ်ယောက်စလုံးဒီနေ့ညတကောင်ရံ12နာရီဒီမင်းတို့ကစဉ်းစားခွင့်ပေးမယ်တကောင်ရံကြော်လို့မှမင်းတို့ဆက်ပြီးခေါင်းမနေမယ်ဆိုရင်နှစ်ယောက်ဆုံးရေတုံကနေကကြမင်းတို့နှစ်ယောက်6နာရီနဲ့35မိနစ်တိတိစဉ်းစားဖို့အချိန်ပေးမယ်မင်းတို့စုံပြတယ်လေတော့ရောင်းမင်းတို့အားလုံးကစိတ်ချမယ်နော်ချိန်ကိုတော့ရအောင်အားလုံးရောလဲ ရှာတယ်ငါတို့ဆရာကြီးပြောတယ်အေးဆေးနေတော့နေလို့ကတော့မကောင်းလို့မဘာမှစိုးရိမ်နေနဲ့အဲ့ဒီယူပါကြောအိမ်ကိုသွားရတာကို့သူတခုခုကြံစီလိမ့်မယ်ဆိုတော့ဒီတာအဲ့ဒါကြောင့်မလို့ပလာတာကိုမာလာမယ်ကိုတခုခုဖြစ်ခဲ့လို့ရှိရင်ရဲကိုခုပြီးလိုက်လာဖို့ပြောလာမယ်အဲ့ဆိုသူတို့ကခုံပါလေမမသူတို့လက်မှာ
ခြေကထွက်လို့ရအောင်ကြိုးစားကြတာပေါ့နော်ဒါကိုပြစ်ကြည့်လိုက် အဲ့လိုလေမမပေါ့ဒီမှာယူပါကြောမင်းနဲ့မင်းလူတွေအားလုံးဖတ်ထားတရားကိုနှက်ဆောင်တယ်ဥပဒေကိုလာပြီးမကစားနဲ့အေးဥပဒေကိုကစားလို့ရှိရင်စီးပွားရေးပြင်ဘက်ကိုမရှုမလားထွက်သွားလိမ့်ဟုတ်မယ်အဲ့ရလေးရှင်းနေလို့မပြောရဘူးဟဲ့တော်တော်ရှာကြည့်တဲ့ကောင်မေးကွာကမမင်းလိုရသူ့ကိုကောက်ဘာချက်ရလက်ထက်တသက်ကိုချလိုက်ကိုကြီးကျွန်တော်ကဘာမှမဖြစ်ပါဘူးတယောက်နဲ့တယောက်လေဟိုကစားနေကြတာပြီးတော့ဒီတနာကြီးကအတူကြီးဘာမှပြစ်လို့မရပါဘူးကိုကြီးရယ်ဒီမှာကြည့်ပါလားအဲ့လိုအစနဲ့တော့မလုပ်ပါနဲ့ကိုကြီးညဘာမှအပေါ်ရှောက်ပြောမနေတယ်တူလက်ကခင်ဗျားနဲ့ခင်ဗျားတို့အပေါင်းပါတူကိုခင်ဗျားကျူးလို့ခဲ့တဲ့ပြစ်လို့ဆိုတာကျွန်တော်အကြီးကြီးတော်ကြာကျွန်တော်တို့ဘက်ကလည်းတက်တည်တက်ကရမခိုင်လုံသေးတဲ့အတွက်ခင်ဗျားတို့ဟမ်ဘူးဟောရကူတော်ကောင်းခန့်ရဲ့အခြေအနေကြောင့်ခင်ဗျားတို့တစ်ဖွဲ့လုံးလက်ရဖန်တယ်ဟိုပါကြခင်ဗျားငင်းဖို့မကြိုးစားပါမမဒါကျမကိုကြိုက်တဲ့နော်ဒါကျမအမေမဘယ်လိုလဲဒီဘာကတမီးကိုရိုက်ထားလို့လက်စားချလိုက်တာစကားမွေးတွေရောက်နေပြီလေဟမ်မင်းရောနော်ချက်လိုက်ပြီဗျာအာစီဘယင်ပဲပြီးတယ်အာစီယုံလာတာဗလာတာဘယင်ဆိုတာသူရထားတဲ့နေရာကိုဘယ်လိုနဲ့ပဲအရှုံးပေးမှာလဲကွာဟင်ဒီလိုလေးကာလိုက်ရင်ဘာဆက်လဲဩအဲ့လိုလေဒီလိုလေးစားပြီးဒီလိုလေးထက်ချက်လိုက်ပါဗောအာစီရဲ့အဲ့ဒါဆိုရင်တော့သူ့ကိုယ်နဲ့ဝင်သွားပြီဗျာဒီလိုလေးရွှေ့လိုက်တွေ့ရနော်အာစီဘယင်ထွက်ဖို့စဉ်းစားထားပြီးသားပဲဒါပဲကွာအေးဘယင်းဆိုတာသူ့ရဲ့ဖြစ်တည်မှုတွေအကာအကွယ်တွေအမြဲတမ်းရှိပြီးသားအေးမင်းဘဝအတွက်မင်းစဉ်းစားတဲ့အခါမှာလေမင်းကစားသမားတစ်ယောက်နေရဘယ်တော့မှမစဉ်းစားနဲ့နော်ဘယင်းနေရကစဉ်းစားအေးအဲ့လိုမျိုးဘယင်းနေရကစဉ်းစားမှမင်းရဲ့ဖြစ်တည်မှုကတက်ဆိုးရှည်မှာအာစီကလေစုံတောင်းဉာဏ်ရှိတယ်လို့မပြောအောင်အာစီကအာစီပါပဲဗျာကိုစုံတော့ကြည့်မမကိုစုံတော့ကြည့်ရှိမှာလူအချီဟိုရှင်းနေတဲ့အမှုတင်နဲ့စကားပြောကြအောင်တပည့်ခဏရှောင်နေလိုက်ဦးမယ်ကောင်းရှင်မဟုတ်ပါဘူးနောက်ခွေးမှာလှုပ်ရှားရှိတာလေးသွားလှုပ်လိုက်ဦးမယ်လို့နော်တောင်းမမဘာတောင်းမသွားလိုက်ဦးဟုတ်လားရှင်းနေစီမှာအမှုအပ်ချင်တယ်ဆိုရင်တော့ရှင်းနေလိုက်ကပကြံရတော့နည်းနည်းစီကြည့်မယ်နော်ဒါလေမမကိုအမှုလိုက်ခါ1500ပေးရမယ်လို့ပြောမိမှာဟာမဟုတ်ပါဘူးမမစီက1500ပြီဘာလို့လို့ရမှာလဲမဟုတ်ပါဘူးအေးရရနော်ကိုစကားကိုမှတ်ထားနော်
မမဟာခဏလာနေတော့ဘူးမနေရမှာ မနေနိုင်ပါဘူးမမတော်ကကိုနာကိုမြင်ရအောင် မလာဘူးသူပြန်မှာဟာ မပြန်မနဲ့မမရဲ့ကိုမချစ်လို့စားတာစိတ်ဆိုတယ်နော်လို့ မပြော မခုချင်းအစားရည်လေမဆိုတဲ့တောင်းမလေးကိုရင်ဝင်ထဲမှာထာဝရတသက်လုံးသိထားလိုက်တော့နော်လို့ ကိုကဘူးလေဆုံးတော့